ဒေါက်တာစိုင်းကြည်စင်ဆိုခင်ဗျာဒီတစ်ပတ်တော့ကျွန်တော်တို့စစ်ကောင်စီကြောင်းတွေမှာမထားဘူးပေါ့နော်ပါဖထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးကျွန်တော်သုံးသက်ဆွေးနွေးလိုပါတယ်ဒါနဲ့တစ်ဆက်သေးပေါ့နော်ဒီ CRPH ကထုတ်ထားတဲ့ CDN ဥပဒေနဲ့လည်းဒါချိတ်ဆက်လိုပါတယ်ဆိုတော့သူဖြစ်စဉ်ကတော့ပလဲမြို့နယ်ပါဖကမေလ26ရက်နေ့ကသူကြီးညာချက်ထုတ်တာပေါ့နော်အဲ့တော့သူတို့ကတော့ဒီတော်လိုင်းနယ်မြေမှာရှိတဲ့ចောင်းသားမိဘတွေနေနဲ့စစ်ကောင်စီအောက်ចောင်းတွေမှာတွားပြီးမအပ်အောင်သူပြောတယ်သွားအပ်ထားလို့ရှိရင်လည်းအခုဒီလကုံနောက်ဆုံးထားပြီးပြန်ခေါ်ရမယ်တကယ်လို့စစ်ကောင်စီကြောင်းအောက်သွားထားပြီးပြန်မခေါ်ဘူးဆိုရင်သူတို့ဒါတော်လိုင်းရေးလုံခြုံရေးစည်းကမ်းအရဆိုရင်ဒီចောင်းသားတွေကတော်လိုင်းရေးမပြီးမချင်းဒီဘက်ပြန်လာလို့မရဘူးပေါ့နော်ဒါတွေကိုမလိုက်နိုင်ဘူးဆိုရင်လည်းအရေးယူမယ်တဲ့အဲ့လိုထုတ်ပြန်တယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့အတော်လေးဝေဖန်မှုတွေကျွန်တော်တို့ထွက်နေတယ်ဒါနဲ့ပတ်သက်ပြီး UNG အနေနဲ့ကလည်းဘလို့သဘောထားရှိရဆိုတာလည်းမထုတ်ပြန်တော့သူတို့ကိုနိုင်ကဒါသဘောတူတယ်လို့ကျွန်တော်ယူဆနိုင်တာပေါ့နော်ဆိုတော့အဲ့ပုံမှာဆွေးနွေးလိုတာပါအဲ့တော့ဒေါက်တာစိုင်းကြည်စင်ဆိုကဒါနဲ့ပတ်သက်ပြီးဒီ CDN နဲ့ပတ်သက်ပြီးလဲဒါဆွေးနွေးမှုတွေထဲမှာပါခဲ့တာဆိုတော့လေအခုကျင်ညာချက်ပေါ့အရင်ဆုံးအနေနဲ့ဘယ်လိုမျိုးသဘောထားပြီးလို့လဲဗျရုပ်ဆိုးတယ်ပေါ့နော်အရင်ဆုံးအဲ့ဟာကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကအထူးသဖြင့်တော်လန်ရေးလုပ်တယ်ဆိုတဲ့ရည်ရွယ်ချက်ကကျွန်တော်တို့ကဒီပြည်သူလူထုရဲ့အခွင့်အရေးကိုပို့ပြီးတော့ရရှိခံစားဖို့အတွက်ပြောင်းလဲမှုကိုဖော်ဆောင်နေတယ်ဆိုတဲ့လူခွင့်ရေးရရှိတိုးတက်ဖို့အတွက်ဆိုတဲ့ရည်ရွယ်ချက်ပါတယ်။နောက်ဒီမိုကရေစီဆိုတဲ့ဟာပါတယ်။ပြီးတော့ကိုယ်ပိုင်လွတ်လပ်စွာကိုကြမ္မာကိုဖန်တီးပိုင်ခွင့်ပေါ့နော်ကျွန်တော်တို့ Federal Value တွေပါတယ်ဆိုတော့အဲ့ဒါတွေရချင်လို့ကျွန်တော်တို့ကတော်လန်နေပါတယ်လို့ပြောပြီးတော့အဲ့ဒီ value တွေနဲ့ဓာတ်ရိုက်ဆန့်ကျင်တဲ့ဒီလိုမျိုးကလေးသူငယ်တွေရဲ့ပညာသင်ကြားခွင့်အထူးသဖြင့်ကျွန်တော်တို့မြန်မာနိုင်ငံကဒီကလေးသူငယ်အခွင့်အရေးဆိုင်ရာစာချုပ်လက်မှတ်ထိုးထားပြီးတော့ကလေးသူငယ်အခွင့်အရေးတွေကိုစောင့်ရှောက်ပါမယ်လို့ကျွန်တော်တို့ကတိကဝတ်ပြုထားတဲ့နိုင်ငံဖြစ်တယ်ပြီးတော့မြန်မာနိုင်ငံမှာကိုယ်တိုင်ကိုကဒီကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနဲ့ပတ်သက်တဲ့ဥပဒေလည်းပြဋ္ဌာန်းထားတယ်ပြီးတော့ကျွန်တော်တို့တော်လှန်ရေးအဖွဲ့အနေနဲ့ဒီလိုမျိုးအခွင့်အရေးတွေကိုအတက်နိုင်ဆုံးတိုးမြင့်ကာကွယ်ပေးဖို့ဘာဖြစ်လို့ဆိုဒီဘက်ကစစ်တပ်ဘက်ကဒီချိုးဖောက်မှုတွေရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကတော်လှန်ကြတယ်ဆိုရင်ဒီတော်လှန်ကြတဲ့လူအုပ်စုတွေမှာကျွန်တော်တို့ပိုမိုပြီးတော့ဒီလူခွင့်ရေးကလေးသူငယ်အခွင့်ရေးအဲဒီသက်ဆိုင်ရာအခွင့်ရေးတွေကိုပို့ပြီးတော့အကာအကွယ်ပေးနိုင်တဲ့စနစ်တစ်ခုနဲ့ရပ်ဝန်တစ်ခုဖြစ်အောင်ကျွန်တော်တို့တည်ဆောက်ရမယ်တာဝန်ဆိုတဲ့ဟာပါလာတယ်ဆိုတော့အဲဒီတာဝန်ကိုကျွန်တော်တို့လုံးလျားဆန့်ကျင်တဲ့သဘောလို့ကျွန်တော်တို့ကမြင်လို့ရတယ်ကလေးသူငယ်တွေရဲ့အခွင့်အရေးကိုကျွန်တော်တို့ဆန့်ကျင်လိုက်တာချိုးဖောက်လိုက်တာအဲ့လိုမျိုးအပြင်မှာကျွန်တော်တို့ဒီလိုမျိုးလုတ်ပိုင်ခွင့်အာဏာတစ်ခုပေါ့နော်လုတ်ပိုင်ခွင့်အာဏာတစ်ခုကိုသုံးပြီးတော့ဘသူကိုအပြစ်သားဖြစ်တယ်ဆိုတဲ့ဟာပေါ့နော်ကျွန်တော်တို့အဲ့တတ်မှတ်တဲ့ရာဇဝတ်မှုတတ်မှတ်တဲ့ကိစ္စဒီဟာကလည်းကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်အခုစစ်ကောင်စီကလုပ်နေတဲ့သူတို့တက်ချင်တယ်လို့တက်ပြီးတော့ထောင်ချချင်တယ်လို့ချနေရတဲ့ဥစ္စာကိုကျွန်တော်တို့ကမတရားဘူးလို့ကျွန်တော်တို့ကမြင်ကြတယ်မြင်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကဒီပို့ပြီးတော့တရားမျှတတဲ့လူမှုအတိုင်းဝိုင်းဖြစ်ဖို့ကြိုးစားကြတဲ့အချိန်မှာအခုကိုယ့်ရဲ့လုပ်ပိုင်ခွင့်ရှိလာတဲ့အချိန်မှာဒီလိုမျိုးလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိနေတဲ့အနေအထားကိုသူတို့ရွေးချယ်လိုက်တဲ့ဟာအပေါ်မှာမူတည်ပြီးတော့အပြစ်သားဖြစ်တယ်ရာဇဝတ်သားဖြစ်တယ်ဆိုတဲ့သတ်မှတ်မှုနဲ့ကျွန်တော်တို့အပြစ်ပေးဖို့ကြိုးစားတယ်ဆိုတဲ့ဟာဒါလူခွင့်ရေးသဘောနဲ့လည်းကျွန်တော်တို့မကိုက်ညီဘူးဒီမိုကရေစီစံနှုန်းနဲ့လည်းမကိုက်ညီဘူးဖက်ဒရယ်သဘောနဲ့လည်းမကိုက်ညီဘူးအဲ့တော့သူတို့လုပ်နေကြတဲ့တော်လှန်ရေးဆိုတာဘာအတိတ်ပဲရှိမလဲဆိုတဲ့မေခွန်းကြီးကသူတို့အခုထုတ်ပြန်လိုက်တဲ့အပေါ်ကနေအကြီးမေခွန်းကြီးထွက်လာတယ်ပေါ့အဲ့လိုမျိုးမြင်လို့ရတယ်ခင်ဗျဟုတ်ကဲ့အဲ့ဒီမှာကျင်ညာချက်မှာအဓိကတော့လုံခြုံရေးစီးအတွက်ဒါတော်လိုင်းမပြီးမချင်းသွားတင်မယ်ဆိုလည်းပြန်လာမရဘူးပေါ့လေဆိုတော့ဒီလုံခြုံရေးစီးပေါ့တော်လိုင်းနယ်မြေဖြစ်ပြီးသူတို့ထိန်းချုပ်ထားတယ်ဒီလိုမျိုးလုံခြုံရေးစီးရှုထောင့်ကကြည့်ရင်ရောအဲ့လိုမျိုးဟိုဘက်စစ်ကောင်စီနယ်မြေဒီဘက်ကတော်လိုင်းနယ်မြေသွားလာလို့မရဘူးခုနလိုပညာရေးတင်လို့မရဘူးဆိုတဲ့သဘောမျိုးอ่ะရောအဲ့လိုစီးထားလို့ရလားအဲ့ပေါ်ဘယ်လိုမျိုးပြောလို့လဲဗျဟုတ်အဲ့ဒါလည်းတကယ်ဆိုရင်ကျွန်တော်တို့ကပညာရေးပေါ့နော်ကလေးကိုကြောင်းထားတယ်ဆိုတဲ့ဟာကပြစ်မှုမဟုတ်ဘူးဆိုတဲ့ဟာကိုကျွန်တော်တို့အရင်ဆုံးမြင်ဖို့လိုတယ်။ဘာလို့ဆိုကလေးတယောက်ရဲ့ပညာရေးဖြစ်တာ哦။အဲ့အတွက်ကြောင့်မလို့အဲ့သူတို့ရဲ့လက်လန်းမီရဲ့ပညာရေးစနစ်တစ်ခုခုမှာမိဘတွေကတဆင့်ရွေးချယ်လိုက်တဲ့အတွက်ကြောင့်မလို့ကလေးကအဲ့ကြောင်းတက်ရတာပေါ့။အဲ့လိုမျိုးအနေအထားမျိုးမှာကျွန်တော်တို့2008လောက်ကကျွန်တော်ဇင်ဘာဘွေမှာဖြစ်ခဲ့တဲ့ဟာမျိုးရှိတယ်။နောက်ကျွန်တော်တို့စရီလန်ကာမှာ
တမီတိုင်းကားတွေနဲ့ဖြစ်တဲ့ဟာမျိုးတွေရှိတယ်မြန်မာနိုင်ငံမှာဆိုတော့ကျွန်တော်တို့အင်္ဂလိပ်တွေကိုစန့်ကျင်တဲ့အချိန်တော့ကျွန်တော်တို့ဒီလိုမျိုး CDM ပုံစံမျိုးပေါ့နော်ဒီပညာရေးကိုစန့်ကျင်ကြတယ်အထူးသဖြင့်အင်္ဂလိပ်ပညာရေးကိုလိုနီပညာရေးကိုစန့်ကျင်တယ်ဆိုတဲ့ဟာနဲ့လောက်ကြတယ်လောက်တဲ့အချိန်မှာအဓိကအားသာချက်အဲ့ဟာတွေမှာရှိရဟာတကယ် alternative ပေါ့တကယ်လူတွေအနေနဲ့ရှိနေတဲ့ data မှာဒီလိုမျိုးမကောင်းမှုဒါမှမဟုတ်အဲ့လိုစန့်ကျင်မှုတင့်တယ်ဆိုတဲ့ပညာရေးအစားတကယ်ထိထိရောက်ရောက်ရွေးချယ်လို့ရမယ်တခြားရွေးချယ်စရာတွေကျွန်တော်တို့ရှိနေတယ်ရွေးချယ်ဖို့အတွက်ကိုလည်းကျွန်တော်တို့အဆင်ပြေပြေရွေးချယ်လို့ရအောင်စီစဉ်ထားတဲ့ဟာတွေပို့ပြီးတော့လုပ်ထားတယ်ဆိုတဲ့အနေအထားမျိုးမှာဒီလိုမျိုးဆိုရင်တော့ကျွန်တော်တို့တမျိုးနားလည်ပြီးလို့ရတယ်အခုကကျွန်တော်တို့ကရွေးချယ်စရာမရှိတဲ့ data တွေမှာအခုကျွန်တော်တို့နှစ်အားဖြင့်ကျွန်တော်တို့ကြာနေပြီ9နှစ်ပေါ့နော်ကျွန်တော်ကြာနေပြီပြီးရင်9နှစ်ကနေထပ်ကြည့်လိုက်ရင်ကျွန်တော်တို့ကိုဗစ်ကြောင့်မလို့အကြောင်းနာရတဲ့2နှစ်ရှိတယ်အဲ့တော့စုစုပေါင်းကြောင်းရက်သွားတယ်ဆိုတော့နှစ်ကကျွန်တော်တို့အနည်းဆုံး9နှစ်လောက်ကရှိနေကြပြီဆိုတော့အဲ့9နှစ်ကတကယ်တမ်းကြည့်မယ်ဆိုရင်ဒီမျိုးဆက်တစ်ခုရဲ့ပျောက်သွားတယ်ပေါ့နော်ကျွန်တော်တို့သူများနိုင်ငံတွေမှာဆိုဒါ lost generation လို့ခေါ်တယ်ပညာနဲ့တိုးတက်ဖွံ့ဖြိုးမှုကိုကျွန်တော်တို့အခွင့်အရေးဆုံးရှုံးသွားတဲ့သူ generation တစ်ခုသာရှိနေဆိုတော့အဲ့ဓာတွေကိုကျွန်တော်တို့ကဘယ်လိုမျိုးပြန်ပြီးတော့ကုစားမလဲပြီးတော့အဲ့သူတို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကိုဘယ်လိုမျိုးပြန်လဲတိဆောက်မလဲဆိုတဲ့ဟာမစင်းစားပဲနဲ့ကျွန်တော်တို့ကဒီလိုမျိုးသူ့ဖက်ကိုယ့်ဖက်ခွဲပြီးတော့သူတို့ရဲ့ရစရာရှိတဲ့အခွင့်အရေးအခွင့်အလမ်းကိုကျွန်တော်တို့ကပိတ်ပင်မှုစူးစမ်းတယ်ဆိုတာတော့အင်မတန်အန္တရာယ်များတယ်အဲ့တော့လုံခြုံရေးကျွန်တော်တို့နားလည်လို့ရတယ်ဟိုဘက်ဒီဘက်ကူးနေတဲ့ဥစ္စာဒီကြားထဲမှာဘယ်သူတွေပါလာမလဲစိုးရိမ်စရာရှိတယ်ဆိုဒါပေမဲ့အဲ့ဒီစိုးရိမ်စရာကဒီလိုမျိုးကန့်သတ်မှုထိန်းချုပ်မှုလူ့ခွင့်ရေးချိုးဖောက်ပြီးတော့ထိန်းချုပ်ရတဲ့ဟာတော့မဟုတ်ဘူးဆိုတော့အခုသူတို့လုပ်တဲ့ဥစ္စာလုံခြုံရေးဆိုတဲ့ဟာတစ်ခုတည်းနဲ့လုပ်ပြီးတော့ကြံတဲ့ alternative ဟာမျိုးကိုကျွန်တော်တို့မလုပ်ပေးနိုင်ဘူးဆိုရင်သူအဲ့သက်ဆိုင်ရာ data မှာရှိတဲ့ပြည်သူလူထုအတွက်အကျိုးပြုတဲ့အုပ်ချုပ်ရေးစနစ်ကိုပြဋ္ဌာန်းပါတယ်လို့ကျွန်တော်တို့ပြောဖို့အရန်ခက်သွားလိမ့်အဲ့အတွက်ကြောင့်မလို့သူတို့စီမှာဒီ alternative ပညာရေးဘာတွေရှိတာလဲပြီးရင်ရှိနေတဲ့ပညာရေးတွေကနေဘယ်လောက်ထိလုံခြုံတဲ့အတိုင်းဝန်ဖြစ်နိုင်တယ်ပြီးတော့အဲ့ပညာရေးကနေနောက်ဘဝပေါ့နော်ကျွန်တော်တို့ဘဝဖွံ့ဖြိုးတိုးတက်ရေးနဲ့ဆက်တဲ့ကိစ္စတွေဘယ်လိုမျိုးစီစဉ်ထားလဲအဲ့ဒါတွေအကုန်လုံးကိုကျွန်တော်တို့စီစဉ်ဖို့လိုတယ်မဟုတ်ပဲနဲ့ကျွန်တော်တို့မရှိဘူး data ထဲမှာပေါ့နော်ကျွန်တော်တို့တခြားရွေးစရာလည်းမရှိဘူးဒါပဲရှိတဲ့ဥစ္စာကိုမှဒီလိုမျိုးလုပ်တယ်ဆိုရင်တော့ဒီလိုအပြစ်သားအဖြစ်ဒီလိုမျိုးပါပေါ့လူမှုအတိုင်းဝိုင်းမှာဟိုဘက်ချမ်းဒီဘက်ချမ်းကိုဒီကြောင်းတက်တာလေးကြောင်းထားတာလေးတခုနဲ့သူ့ချမ်းကိုချမ်းအဲ့လိုခွဲလိုက်မယ်အဖြူမဲတတ်မှတ်လိုက်မယ်ဆိုတဲ့ဥစ္စာကကျွန်တော်တို့သူတို့လုပ်နေတဲ့တော်လန်ရေးအတွက်ကောပြီးရင်သူတို့တိဆောက်နေတဲ့အုပ်ချုပ်ရေးအပေါ်မှာရောကျွန်တော်တို့မေးခွန်းထုတ်เสียအများကြီးရှိသွားနိုင်တယ်ပြီးရင်ကျွန်တော်တို့ဒီတော်လန်ရေးမှာလူတွေအနေနဲ့ပူးပေါင်းပါဝင်ဖို့ယုံကြည်နေဖို့ဆိုတဲ့ဟာပို့ပြီးတော့ခက်ခဲသွားနိုင်တယ်ပြီးရင်အကုန်လုံးကသူတို့ရနိုင်တဲ့အခွင့်အရေးပေါ့နော်သူတို့မိသားစုကိုစီမတူညီတဲ့ရည်မှန်းချက်တွေနဲ့မတူညီတဲ့ရုန်းကန်မှုတွေရုန်းကန်နေကြရတဲ့မိသားစုတွေအနေနဲ့ဒီတော်လှန်ရေးနဲ့ပတ်သက်ဖို့အင်မတန်ခဲရင်းနေဆိုတဲ့အနေအထားမျိုးကျွန်တော်တို့ရောက်သွားနိုင်တယ်လို့မြင်ရတယ်ဆိုတော့ဒီဟာကသူတို့အဲ့လုံခြုံရေးတစ်ခုတည်းနဲ့ဒီစဉ်းစားလို့ရတဲ့ကိစ္စမဟုတ်ဘူးဆိုတာကိုတော့ကျွန်တော်တို့ကြကြပြည့်ပြောကြဆိုကြဖို့လိုမယ်ဆွေးနွေးကြဖို့လိုမယ်ပြီးရင်ပြန်သုံးသပ်ကြဖို့လည်းလိုလိမ့်မယ်ခင်ဗျလုံယုံရေးကြောင့်မဟုတ်ပေမဲ့လည်းတခုရှိတာကအဲ့ဒါတော့ဒေါက်တာဇော်ဝေဆိုးပြောထားတာပေါ့နော်သူပညာရေးဝန်ကြီးတောင်းယူတော့ကပြောထားတာရှိတယ်ဒီစစ်ကောင်စီရဲ့စစ်ကြုံပညာရေးကိုလုံးဝအတိမတ်မပြုဘူးပေါ့နော်အတန်းတွေတက်တာကိုလည်းအတိမတ်မပြုပြောထားတယ်ဆိုတော့ဒါကတော့လုံယုံရေးနဲ့ဘာမှမဆိုင်ဘူးဟိုဘက်မှာစစ်ကောင်စီအောက်မှာလုံနေတဲ့အတွက်ကိုလက်မခံနိုင်ဘူးလို့ပြောထားတယ်တကယ်လို့မြန်အဲ့ဒီမှာဆရာဝန်ဘွဲရမယ်စစ်ကောင်စီအောက်မှာအင်ဂျင်နီယာဘွဲရမယ်သူအတန်းတက်သွားပြီဆိုတော့သူတို့အတွက်ကဘယ်လိုလုပ်မလဲအနာဂတ်အတွက်အဲ့လိုပြောထားတယ်ဆိုတော့လေဆိုတော့အဲ့လိုပြောကြားချက်ကရောအခုလိုမျိုးဖြစ်နေတာကိုသွားတက်ရောက်မှုတွေရှိနေလားဆိုတော့အဲ့ဒီဒေါက်တာဇော်ဝေးဆိုပြောထားတဲ့ပုံမှာရောဘယ်လိုကျွန်တော်သုံးသပ်လို့ရမလဲအဲ့ဒါကလည်းပါပေါ့နော်ဘယ်လိုခေါ်မလဲရင့်ကျက်မှုမရှိတဲ့စဉ်းစားမှုလို့နည်းနည်းခက်ပြင်းပြင်းဝေဖန်လို့ရလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကပညာရေးဆိုတဲ့ဥစ္စာကသူတင်တဲ့သူ့ကြောင့်မလို့လက်မခံဘူးလက်ခံတယ်ဆိုတာကျွန်တော်တို့သမီးစားစိတ်ကောက်တဲ့အချိန်မှာကျွန်တော်တို့ပေါ့ငါရေးစားနဲ့တော့လူနဲ့တော့ပေါင်းတဲ့အတွက်ကြောင့်နင်းနဲ့ငါနဲ့တငယ်ချင်းမလုပ်တော့ဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေတကယ်တမ်းကျွန်တော်တို့ကပညာရေးရဲ့တန်ဖိုးကကျွမ်းကျင်မှုနဲ့ကျွန်တော်တို့ကတိုင်းကြတာကျွန်တော်တို့ကမြန်မာနိုင်ငံမှာဆိုတဲ့ကျွန်တော်တို့ကကြည့်လိုက်ရင်
တကယ်တမ်းကျောင်းတွေကပြီးပြီးတော့ကျွန်တော်တို့နိုင်ငံတကာကျောင်းတွေကိုဆက်လျှောက်ကြမယ်ဆိုရင်အခုအချိန်ထိကျွန်တော်တို့အထက်တန်းအောင်နဲ့အောင်လက်မှတ်ပြီးရင်ကျွန်တော်တို့ဒီမြန်မာနိုင်ငံအခုသူတို့ပြောတဲ့စစ်ကျွန်ပညာရေးအောက်ကပြီးသားတဲ့ဘွဲ့လက်မှတ်အဲ့ဟာတွေမပါဘဲနဲ့လေကျွန်တော်တို့ scholarship ပါလျှောက်လို့ရနေတာမဟုတ်ဘူးပေါ့နော်ဟိုဂျိုကြားဒီတော်လိုင်းရေးအစုအဖွဲ့တွေနဲ့သဘောတူညီချက်ထိုးရတဲ့ကျောင်းလေးလက်ဆယ်ကျောင်းတော့မပြည့်တဲ့ကျောင်းလေးပေါ့နော်အဲ့ကျောင်းလေးရပဲကျွန်တော်တို့တစ်နှစ်ကိုအဲ့လိုအယောက်20လောက်ခေါ်ပေးနိုင်တယ်ဆိုတဲ့အနေအထားပဲရှိတယ်အဲ့တော့အဲ့တော်လိုင်းရေးဖက်ကထုတ်လုပ်နေအထူးသဖြင့် GED နဲ့ပြီးသွားတာတို့ဒါမှမဟုတ်တော်လိုင်းရေး data တွေမှာသူတို့ alternative ကျောင်းတွေပြီးထားတဲ့သူတွေကိုခေါ်ပေးနိုင်ဖို့ဆိုတဲ့ဟာကရှိနေတဲ့လူဦးရေနဲ့နှိုင်းဆလိုက်ရင်ကျွန်တော်တို့စင်ပါဇက်ကိုနှမ်းပတ်နေတယ်လို့ပဲဖြစ်တယ်ဆိုတော့အဲ့ဒါတစ်ပိုင်းပေါ့နော်ကျွန်တော်ပညာရေးကိုကန့်သက်မှုမှာအဲ့ဟိုကျောင်းတက်တဲ့အတွက်ကြောင့်အတိမတ်မပြုဒီကျောင်းတက်တဲ့အတွက်အတိမတ်မပြုဘူးဆိုတဲ့ဟာလောက်တဲ့ဟာကကျွန်တော်တို့ကအတိတ်ပဲမရှိဘူးအဲ့ဒါအစားကျွန်တော်တို့ကတကယ်ကျွမ်းကျင်မှုနဲ့ပြန်ပြီးတော့ဘယ်လိုမျိုးအတိမတ်ပြုမလဲဆိုတဲ့ဟာစဉ်းစားဖို့ဟာတစ်ခုနောက်တစ်ခုကကျွန်တော်တို့ကတော်လန်ရေးလို့ပြောလိုက်ရင်အခုဒီအချိန်မှာအပြန်အလှန်မုန်းတီးတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကတော်လှန်ရေးသူ့ဖက်ကိုဖက်ဆိုတဲ့စဉ်းစားမှုရှိနေတာပေါ့အဲ့တော့ဒီဟာကြီးကိုတက်တက်လုံးမပြီးဘူးလို့စဉ်းစားတယ်ဆိုရင်တော့အခုဒီလိုမျိုးရန်ငါစီးချပြီးတော့အဖြူမဲခွဲထားတာပြတ်တာမရှိဘူးဒါပေမဲ့သူတို့ကနေ့တိုင်းပြောနေတာတော်လှန်ရေးကြီးကအောင်နေပါပြီအောင်ပါပြီမနှက်ဖန်အောင်ပါပြီလို့ပြောတာဆိုတော့အဲ့အောင်ပါပြီမနှက်ဖန်အောင်ပြီလို့စဉ်းစားမှုဒါအဲ့လိုမျိုးယုံကြည်မှုဒါတကယ်ရှိတယ်အဲ့ဒါတကယ်ခိုင်ခိုင်မာမာရှိရဆိုတော်လှန်ရေးအလွန်ကာလ reconciliation ဆိုတဲ့ဟာမစဉ်းစားထားလို့မရအောင်တော်လည်းရေးအောင်သွားပါပြီပဲထားလိုက်အောင်သွားပြီဆိုရင်တော့စစ်တပ်ကရှုံးသွားပြီဆိုရင်တော့မှကျွန်တော်တို့အဲ့လူမှုအတိုင်းဝိုင်းထဲမှာနှစ်ပိုင်းခွဲလိုက်ပြီးတော့ဒီလိုမျိုးသူ့ဖက်ကိုဖက်ကန့်တက်ထားတယ်အရင်တော့အကြောင်းတက်ခဲ့တဲ့လူအုပ်စုမလို့ဒီဟာထဲမှာပါရအောင်ပြီးရင်ဒီလိုမျိုးလူမှုဟိုပါဗောနော်ဖွံ့ဖြိုးတိုးတက်ရေးတည်ဆောက်မှုမှာမင်းတို့ပါခွင့်မရှိဘူးဆိုတဲ့ဟာမျိုးလုပ်ပြီးဆိုရင်အဲ့ဒီအချိန်ကကျွန်တော်တို့ကဒီတော်လည်းရေးအောင်သွားတဲ့တော်လည်းရေးဗောနော်ဒီဒီမိုကရေစီဘက်တော်သားတွေကိုပြန်ပြီးတော်လည်းရမယ်လူအုပ်စုကပြန်ပြီးမွေးထားတယ်လို့ဖြစ်နေနောက်တစ်ခုကကျွန်တော်တို့ဒီလိုမျိုးရွေးချယ်မှုတွေကကျွန်တော်တို့ကဖိအားပေးပြီးတော့တနက်နဲ့ချိန်ပြီးတော့ရွေးချယ်ရမယ်ဟာမဟုတ်အဲ့ဒါစစ်တပ်ကလုပ်တဲ့အကျင့်အဲ့တော့အဲ့ပုံစံမျိုးဒီဘက်မှာသူကိုယ့်ရဲ့ထောက်ခံမှုရဖို့ကိုယ့်ရဲ့ဒီအုပ်ချုပ်မှုရန်တရားအောက်ထဲမှာပူးပေါင်းပါဝင်ဖို့အတွက်ကိုအဲ့လိုဖိအားပေးအနိုင်ကျင့်ပြီးတော့ပါဝင်အောင်လုပ်တယ်ဆိုတာဒါကလည်းဒီမိုကရေစီပြရုပ်တော့မဟုတ်ဆိုတော့အဲ့ဒါတွေကကျွန်တော်သူမစင်စားပဲနဲ့ဒီနာကြီးမုံကြီးမှုစိတ်ခံစားချက်ပေါ်မှာမူတည်ပြီးတော့ပြောတယ်ဒါရင်းချက်မှုတစ်ခုလိုအပ်နေသေးတဲ့ဟိုပြောဆိုမှုတစ်ခုဖြစ်ကျွန်တော်တို့သုံးသပ်လို့ရတယ်ခင်ဗျဟုတ်ကဲ့ဒါနဲ့ဆက်ပြီးတော့ဗောနော်အခုကဒီစစ်ကောင်စီစိုးမိုးထိန်းချုပ်ထားတဲ့နယ်မြေနဲ့တော်လိုင်းရေးစိုးမိုးထိန်းချုပ်တဲ့နယ်မြေကြားနေရတယ်ဗောနော်နှစ်ဖက်လုံးဝင်ထွက်သွားလာတဲ့နေရာမှာဆိုရင်အဲ့ဒီမှာကြောင်းနေရတာစတယ်မဖွက်တာကြာပြီဗောနော်တော်လိုင်းရေးကာလ9နှစ်ဆို9နှစ်ကြာပြီအရှိကကိုဗစ်ဆိုလဲထည့်လိုက်9နှစ်လောက်ရှိမှာပေါ့ကျောင်းဆရာမတွေအဲ့ဒီမှာကျွန်တော်ကြားတာတော့ဖွင့်မယ်ဆိုရင်လည်းဖွင့်လို့မရဘူးဒါအရေးယူတာတချို့ဆိုတက်ပစ်တာပဲတောင်လုပ်တာအဲ့လိုမျိုးကြီးထိကြားခဲ့ရတယ်လေစီဒီယံမလုပ်တဲ့အတွက်ဒါစစ်ကောင်စီတောက်တိုင်တွေဖြစ်တယ်ဆိုပြီးအရေးယူတာပေါ့ဆိုဥပမာဆိုရင်ကျွန်တော်တို့ကြည့်ရမှာဆိုလွိုင်ကော်မှာဒါတော်လိုင်းတက်တွေကလွိုင်ကော်တက်ကတူဝင်ပြီးစီးနိုင်တဲ့အချိန်မှာဒီဆရာမတွေအားလုံးကိုဒါလွတ်မြောက်ခေါ်ထုတ်သွားတယ်နောက်ပြန်လွတ်ပေးတဲ့ခါကျတော့ခံဝန်နဲ့ပြန်လွတ်လာတယ်သူတို့မှာเนาะဒါစီဒီယံမလုပ်လို့ဆိုပြီးတော့ဒါပြစ်ပေးလိုက်တာပေါ့လေနောက်ကလေးတက်ကတူကဆရာမတွေလည်းဒီလိုဖမ်းဆီးခံရတာရှိတယ်အဲ့ဒီလိုမျိုးအခြေအနေလဲကျွန်တော်ရှိတော့နှစ်ဖက်ထိဆက်တဲ့နေရာမှာကြောင်းမရှိဘူးမိဘတွေပတ်စံရှင်တော့စက္ကစထိချုပ်တဲ့နေရာမှာတွားထားတယ်ဆိုတဲ့အခါကျတော့ UNG ကလည်းဒါမလုပ်ပေးနိုင်ဘူးပညာရေးအတွက်ဆိုရင်အခု9နှစ်ကျော်လာပြီဆိုတဲ့အခါကျတော့အဲ့ဒီထိဆက်နေမိတဲ့ကလေးတွေအတွက်ပညာရေးအတွက်ပေါ့နော်ကျွန်တော်တို့ဘယ်လောက်ထိကျွန်တော်စိုးရင်စရာကောင်းတယ်လို့ပြောနိုင်မလဲဗျဟုတ်အဲ့ဒါအခုထိခိုက်မှုတော်တော်ရှိရဆိုတဲ့ဟာကျွန်တော်သုံးသပ်မှုတွေရှိတယ်အခုအနည်းဆက်ဆုံးဆိုဟိုပါပေါ့ကျွန်တော် ISP ကသူတို့ထုတ်ပြန်မှုတစ်ခုဟိုဟာလေ့လာမှုလုပ်ထားတာရှိတယ်အဲ့ဒါမှဟိုဟာစုပေါင်းပေါ့နော်ကျောင်းစရင်သွင်းနိုင်တဲ့လူကဟို73တန်းလောက်ရှိတယ်အဲ့ဒီမှာ9တန်းလောက်ပဲသူတို့ enroll လုပ်ကြတယ်ပေါ့53%လောက်ကအဲ့2025-26မှာဒီပညာရေးနဲ့ပတ်သက်ပြီးတော့လက်လန်းမမီဘူးပေါ့နော်သူတို့ရယူလို့မရဘူးဆိုတဲ့ဟာမျိုးတွေ့ရတယ်လို့သူတို့ပြောရတယ်။နောက်ပြီးတော့ဒီလိုမျိုးဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီ80%လောက်ဒီ enrollment rate ကျသွားတယ်ဆိုတဲ့ဟာလည်းတွေ့ရတယ်။ဆိုတော့ဒါကျွန်တော်တို့ကြည့်မယ်ဆိုခုနကကျွန်တော်ပြောသလိုဒါ lost generation ဖြစ်သွားတဲ့ဟာပေါ့။ပညာရေးလို့ပြောလိုက်ရင်ကျောင်းပညာရေးကကျွန်တော်တို့ကဒါလူသားအရင်းမြစ်ထုတ်လုပ်မှုစနစ်တစ်ခုဖြစ်တာပေါ့နော်အဲ့တော့လူသားအရင်းမြစ်ထုတ်လုပ်တယ်ဆိုရင်လူသားအရင်းမြစ်ကကျွန်တော်တို့ဒီ
လူလောကလေပတ်နေတဲ့ဟာထဲမှာစီးပွားရေးကဏ္ဍလူမှုရေးကဏ္ဍပြီးသွားရင်ဒီပြည်သူဝန်ဆောင်မှုကဏ္ဍစတဲ့ကဏ္ဍမျိုးစုံမှာလိုအပ်တဲ့ဟာတွေကိုကျွန်တော်တို့အဲ့လိုမျိုးထုတ်ပေးဖို့အတွက်တင်ယူရတဲ့နေရာအဖြစ်လောက်ထားတယ်ပြီးတော့စနစ်တကျတင်ယူတဲ့ဟာတွေပေါ့နော်ကျွန်တော်တို့အခုပြောကြဆိုကြတဲ့ထဲမှာကျွန်တော်တို့စနစ်ကြီးကိုဖြိုဖျက်လိုက်ဖို့တော့ဗါတယ်ကျောင်းကြီးကိုဖြိုဖျက်ဖို့တော့ဗါတို့ပြောနေတဲ့ဟာမှာhome schooling တို့ဘာလို့ပြောလာကြတယ်အဲ့တော့ home schooling လုပ်ဖို့ဆိုတဲ့ဥစ္စာကျွန်တော်တို့အဲ့အဖေအမေတွေ dedicated ဖြစ်အောင်မှာအဲ့ကိုသားသမီးရှိနေတဲ့သားသမီးတွေကိုအဲ့လိုအချိန်အတိအကျနဲ့စနစ်တကျကျွန်တော်တို့သင်ပေးနိုင်ဖို့အတွက်အချိန်ရှိနေအောင်မှာအခုအချိန်ကမြန်မာနိုင်ငံမှာအကုန်လုံးကငတ်နေပြတ်နေကြတာစီးရင်နွမ်းပါမှုအရန်မြင့်တက်လာတယ်တရက်စားရဖို့တောက်ရဖို့အတွက်ရုန်းကန်နေရတယ်ဆိုတဲ့အတွက်ကြောင့်အဲ့အဖေတွေအမေတွေကကိုယ်အိမ်မှာပဲကိုသားသမီးတွေကိုစနစ်တကျသင်ကြားပေးနိုင်လို့အချိန်ပေးနိုင်အောင်ပါနောက်တစ်ခုကအဲ့လိုသင်ကြားပေးတတ်အောင်ပါပေါ့နော် home schooling လုပ်တယ်ဆိုတဲ့ဥစ္စာခလေးသူ့ရဲ့အသက်အရွယ်လိုက်ဒီ kidsစနစ်နဲ့ကိုက်နေတဲ့တင် जा မှုပုံစံမျိုးကိုဒီအဖေအမေတွေကတင် जा တတ်အောင်ပါပေါ့နော်လေဆိုင်တာပဲတင်ပေးပြီးတော့ဒါပညာရေးပဲဆိုတဲ့ဟာလုပ်လို့မရတော့ဘူးဘာလို့ဆိုဒီခေတ်အတိုင်းဝိုင်းမှာကျွန်တော်တို့ဒီမိုကရေစီပြန်ထွန်းကားလာအောင်ပြီးရင်ဒီ Federal ပြည်ထောင်စုဆိုတဲ့ဟာကြီးစနစ်တကျပေါ်လာအောင်လုပ်ဖို့အတွက်ဆိုရင်အဲ့ဟိုလေဆိုင်တာနဲ့ဟိုအချုပ်ဇာထိုးလောက်ကိုအိမ်မှာတင်ပေးပြီးတော့ဒါ home schooling လုပ်ပါတယ်ဆိုတဲ့ဟာမျိုးလုပ်လို့ရတဲ့ခေတ်မဟုတ်ဘူးပေါ့နော်ဆိုတော့အဲ့ဟာတွေကျွန်တော်တို့ကအများကြီးစဉ်းစားဖို့လိုတယ်အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်တို့ဒီဆုံးရှုံးနေတာနေတဲ့ပညာရေးကိုရယူခွင့်မရကြတဲ့သူတွေကသူ့ရဲ့အသက်အရွယ်လိုက်မှာသူတက်ဖို့လိုတဲ့ကျွန်တော်တို့ဟိုဟာတွေရှိတယ်ပညာတွေပေါ့နော်ပညာလို့ပြောရင်ကျွန်တော်လူမှုပေါင်းသင်းဆက်ဆံရေးပါတယ်ပြီးရင်အမိန့်နာခံတတ်ဖို့ပါတယ်ပြီးရင်အာယုံစူးစိုက်မှုကျွန်တော်45မိနစ်ကြာပေါ့နော်တောက်လျှောက်ဆီယာမပြောတဲ့ဥစ္စာကိုနားထောင်ဖို့ဆိုတဲ့ဟာကအဲ့ကျောင်းကန်းထဲမှာတင်လိုက်တဲ့အချိန်မှာအဲ့ concentration နဲ့ဒီဟာတခုအာယုံစိုက်တတ်တဲ့အကျင့်ဟာကျွန်တော်တို့ကတင်ပြီးသားဖြစ်သွားတယ်အဲ့လိုအကျင့်မျိုးတွေမရခဲ့ဘူးဆိုရင်အသက်လွန်သွားတော့မှကျွန်တော်တို့အထူးသဖြင့်အုံနောက်ဖွင့်ဖြိုးပြီးတော့အုံနောက်ကသူ့ရဲ့အသက်အရွယ်အထူးသဖြင့်12နှစ်ပေါ့နော်12နှစ်ရောက်တဲ့အချိန်မှာအုံနောက်က 80% လောက်ကျွန်တော်တို့ဖွင့်ဖြိုးပြီးတယ်လို့ပြောတာအဲ့တော့အဲ့ဒီအချိန်ရောက်တော့မှကြော်သွားပြီးတော့မှကျွန်တော်တို့အဲ့ငငယ်တော့တင်ယူဖို့လိုတဲ့အကျင့်တွေပြန်တင်ဖို့ဆိုတာအင်မတန်ခက်တယ်ဆိုတဲ့ဟာတွေကျွန်တော်တို့သူတေသနာရရှိအထူးသဖြင့် language နဲ့ဆိုင်တဲ့ကိစ္စလူမှုဆက်ဆံရေးနဲ့ဆိုင်တဲ့ကိစ္စလူတစ်ယောက်နဲ့တစ်ယောက်ကိုအပြန်အလှန်တီးခံတတ်ဖို့ဆိုတဲ့ကိစ္စပြီးရင်ကိုယ့်ရဲ့လိုအပ်ချက်လိုချင်တဲ့စိတ်ဆန္ဒကိုထိန်းချုပ်ပြီးတော့လူအများကြားထဲမှာဘယ်လိုမျိုးတဟဇာတာမျှအောင်ကိုယ့်ရဲ့ emotion ကို regulate လုပ်မလဲဆိုတဲ့ဟာတွေကဒါအကြောင်း setting မှာကျွန်တော်တို့သင်ယူရတဲ့ဥစ္စာတွေဟိုအကြောင်းထဲမှာပါတဲ့သင်ယူညွှန်းနှံမှာပါတဲ့ content တွေအရာအဲ့ဗမာ centric ဖြစ်နေတာတို့ဘာလို့ညာတို့အဲ့ဒါတွေကအသက်ကြီးလာလို့သူ့ရဲ့ကျွမ်းကျင်မှုတွေပုံမှန်ရှိလာတယ်ဆိုရင်အဲ့ဒါတွေကလူတွေပြန်လန်းလုပ်လို့ရတယ်ပြန်ပြီးတော့ပေါ့နော်ကိုတိမှာတင်မားခဲ့တဲ့ဥစ္စာတွေကိုပြန်ပြီးတော့ဟိုခွာပြီးတော့တကယ်စစ်မှန်တဲ့အသည့်တွေနဲ့ကျွန်တော်တို့ပြန်အစားထိုးလို့ရတယ်အကျင့်နေမတင်ခဲ့ဘူးဆိုရင်ကြီးလာမှအဲ့အကျင့်နေပေါ်ဆောင်လို့မရဘူးအဲ့အကျင့်နေမပါခဲ့တဲ့ဟာကကျွန်တော်တို့ခေါင်းဆောင်ကောင်းဖြစ်ဖို့ပြီးရင်ဒီလူမှုအတိုင်းဝိုင်းကိုအကျိုးပြုတဲ့ပို့ပါပေါ့နော်တာဟာဇာတာမျှနေတတ်တဲ့တကယ် socially compatible ဖြစ်တဲ့ခေါင်းဆောင်တွေကျွန်တော်တို့ဖြစ်လာဖို့အင်မတန်ခဲရင်းနေဆိုတဲ့ဟာတွေ့ရတယ်ဆိုတော့အဲ့အကျိုးသက်ရောက်မှုတွေကကျွန်တော်တို့အများကြီးရှိမှာအခုဆိုရင်ကျွန်တော်တို့ကဒီကျောင်းမတက်ရတဲ့53%ပေါ့နော်ကျွန်တော်တို့အဲ့9တန်းလောက်ကပိုကျောင်းမတက်ရဘူးဆိုတော့ဒါကအင်မတန်စိုးရင်စရာကောင်းတဲ့ကိစ္စတွေဖြစ်လာတယ်အဲ့လိုမျိုးတင်ယူမှုနဲ့အကျင့်ပေါ့နော်ကိုယ့်ရဲ့ emotional regulation တွေကိုလည်းကျွန်တော်တို့မတင်လိုက်နိုင်ဘူးမကျင့်ယူလိုက်နိုင်ဘူးဆိုရင်ကျွန်တော်တို့သူတို့ရဲ့ဟိုကြီးထွားမှုပုံစံနဲ့အခုပฏิပက္ခရပ်ဝန်းထဲမှာပို့ပြီးတော့ပฏิပက္ခဖန်တီးတဲ့လူတွေပြီးရင်အဲ့ဒုစရိုက်မှုနဲ့ပို့ပြီးတော့နီးစပ်သွားစေနိုင်မဲ့သူတွေအဖြစ်ကျွန်တော်တို့ကဟိုမွေးထုတ်နေတဲ့ပုံစံမျိုးလို့ကျွန်တော်တို့ကပြောလို့ရတယ်အင်မတန်အန္တရာယ်ရှိတယ်လို့ကျွန်တော်တို့မြင်ဖို့လိုတယ်ခင်ဗျဟုတ်ကဲ့အဲ့တော့အဲ့ဒီလိုထိစပ်နေမှာပညာသင်ခွင့်မရတဲ့ကလေးတွေပေါ့နော်ဆိုပြည်တွင်းစစ်ကလည်းဖြစ်နေစစ်ရေးပြိပက်ကပြင်းထန်နေတော့တိုက်ပွဲတွေကြောင့်မတင်ရတဲ့ဟာကအခြေအနေတစ်မျိုးပေါ့ဒါပေမဲ့ဒီလိုမရှိဘဲနဲ့ခုနလိုဟိုဆရာဆရာမတွေပေးမလားဟိုပေးမတင်ဘူးဆိုတာကကျွန်တော်ထင်တာတစ်ခုကတော့ဟိုစီရီယံဥပဒေနဲ့ပတ်သက်နေမယ်လို့ထင်တယ်2025 CRPH ကထုတ်ပြန်တယ်စီရီယံဥပဒေစီရီယံဥပဒေမှာစီရီယံမလုပ်တဲ့ဝန်ထမ်းတွေဘယ်သူမှဆိုပေါ့နော်အဲ့တော့ဟိုကျောင်းဆရာဆရာမတွေလည်းပါမယ်ဆရာဝန်တွေ nurse တွေလည်းပါမှာပေါ့ဒါသူတို့ကြတော့ပြည်သူဝန်ဆောင်မှုပေးတာလေသူတို့ပါသူကဟိုစီရီယံမလုပ်တဲ့အတွက်အပြစ်ကြခံရမယ်တစ်ချိန်ကျရင်အ ਨੇ ဆုံးဝန်ချတောင်းမှန်မယ်အဲ့လိုရေးထားတာလေဆိုတော့အဲ့ဒါနဲ့လည်းလုံးဝပတ်သက်နေမယ်လို့ကျွန်တော်ထင်တယ်အဲ့အတွက်ခုနဆရာဆရာမတွေလာရင်အောက်ကဟို PDF တွေကသွားရေးယူလို့ရနေပြီလေနော်အဲ့တော့အဲ့လိုဆက်ဆက်တော့အဲ့စီဒီအန်ဥပဒေပေါ်ကိုဒေါက်တာစန်းကြည်စွန်ဆိုဘယ်လိုသုံးသပ်ချင်လဲဒေါက်တာစန်းကြည်စွန်ကိုယ်တိုင်အဲ့ထက်မှပါဝင်ဆွေးနွေးမှုတယ်လို့ကျွန်တော်သိရတယ်လေအဲ့ပေါ်မှာလည်းပြောပါအောင်ဗျ
ဟုတ် CDM ဥပဒေကကျွန်တော်တို့လောက်ရတဲ့ရည်ရွယ်ချက်ကိုကကျွန်တော်တို့ပြဿနာရှိရပါတော့လောက်ရတဲ့ရည်ရွယ်ချက်ကကျွန်တော်တို့ CDM လောက်ထားတဲ့လူတွေကိုချွေးသိမ့်ချင်တဲ့သဘောရှိတယ်။ဘာဖြစ်လို့လဲဆို CDM လောက်ကြဖို့အတွက်ကျွန်တော်တို့လွန်ကျူးတိုက်တွန်းတာတွေလောက်ထားတယ်ပြီးရင်အာမခံချက်ပေါ့နော်ကျွန်တော်တို့တကယ်တာဝန်မယူနိုင်တဲ့အာမခံချက်နဲ့ဂတိတွေကျွန်တော်တို့ပို2021အစတွေမှာကျွန်တော်တို့လောက်ခဲ့ကြတယ်ရုံးမတက်နဲ့ရုံးထွက်အိမ်မှာအေးဆေးနေပေါ့ပြီးတော့ရနေတဲ့လကားတွေကိုကျွန်တော်တောက်လျှောက်ပေးရမယ်လို့ပြီးသွားရင်ဒါဝိုင်းပြီးတော့ဒီ CDM လောက်ထားတဲ့လူတွေကိုအကုန်လုံးထောက်ပံ့မှာမယ်လို့ဘာလို့လွန်ကျူးတွေကျွန်တော်တို့ပြောတာဆိုတာကြတာရှိတယ်နောက်တစ်ခုက CDM လောက်လိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဘလောက်ရာခိုင်နှုန်းပေါ့နော်ကျွန်တော်တို့ဒါသူတို့တွေးရှိချက်တွေအရာလေကျွန်တော်တို့ရှိထားတာရှိတယ်ဥပမာ 3.5% ဒီ CDM ထဲမှာဒီ movement ထဲမှာပါလာတယ်ဆိုရင်ဒါ bureaucratic ရန်တရားကြီးပြက်လို့ဟိုပါဘာလို့ရက်သွားမယ်ဘာလို့စဉ်းစားကြတဲ့စဉ်းစားမှုတွေနောက်အဲ့ဒီစဉ်းစားမှုနဲ့အတူကျွန်တော်တို့တကယ်အတွေ့အကြုံရတယ်မြမမီးရထားလူတွေပေါ့နော်ကျွန်တော်တို့တကယ် CDM လောက်လိုက်တဲ့အတွက်ကြောင့်မီးရထားလုံးဝရက်သွားတယ်ဆိုတဲ့ဟာပေါ့နော်ဘယ်မှဟိုသွားလို့မရတော့မယ်အကုန်လုံးရက်သွားတယ်ဆိုတဲ့ဟာတွေ့ရတယ်အဲ့ဒါနဲ့အတူပြီးတော့ပြန်ပြီးတော့စစ်တပ်ဘက်ကပြန်ဖိနှိပ်ပြီးတော့ဖိအားပေးပြီးတော့ပြန်ပါလာဖို့အတွက်သူတို့ပြင်းပြင်းထန်ထန်လောက်တယ်ဆိုတဲ့ဟာလည်းကျွန်တော်တို့တွေ့ခဲ့ရတယ်ဆိုတော့အဲ့ဟာတွေကိုသူတို့ကပြန်ပြီးတော့ကုစားဖို့အတွက်ဒါမှမဟုတ်ရင်သူတို့ရဲ့အဲ့လိုမျိုးဂတိပေးထားတဲ့ဥစ္စာတွေဂတိမတီခဲ့တဲ့ဥစ္စာတွေကိုပြန်ပြီးတော့ကျွန်တော်တို့ကဖုံးဖိဖို့အတွက်ဒီဥပဒေကိုပြဋ္ဌာန်းတယ်လို့ကျွန်တော်ကတော့အဲ့လိုဆွဆွဲခြင်းတယ်ပြီးတော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်ပေါ့နော်CDM မှာအဓိကအရေးအကြီးဆုံးကကျွန်တော်တို့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့လောက်ရတဲ့အလုပ်ဖြစ်တယ်ဒီ CDM ဆိုတော့နိုင်ငံရေးမှာပါဝင်တယ်သူတပားတိုက်တွန်းလို့မဟုတ်ဘူးချင်းချောက်လို့မဟုတ်ဘူးအဲ့လိုမျိုးဟိုဟာစိုးရိမ်မှုတွေဒီဟာစိုးရိမ်မှုတွေမဟုတ်ဘဲနဲ့ကိုယ့်ရဲ့နိုင်ငံရေးအရာယက်တီချက်အရာရွေးချယ်ဆုံးဖြတ်တဲ့ကိုယ်ဆုံးဖြတ်ချက်နဲ့ကိုပါဝင်ခြင်းဆိုတဲ့ဟာကို CDM လို့ကျွန်တော်တို့ကသတ်မှတ်ကြတာအဲ့လိုမျိုးလုံနိုင်တဲ့လူတွေကိုကျွန်တော်တို့ကအတိမတ်ပြုပေးတာဒါကအတိတ်ပဲရှိတယ်အဲ့ဟာတစ်ပိုင်းဒါပေမဲ့သူတို့ဥပဒေပြတဲ့ဥစ္စာမှာပြဿနာ CDM လုံသမျှလူအကုန်လုံးကိုသူတို့ကသူရဲကောင်းအဖြစ်သတ်မှတ်ခြင်းတယ်အဲ့ဒါလည်းမှန်မနေဘူး CDM လုံတဲ့လူတိုင်းကကျွန်တော်တို့သူရဲကောင်းဖြစ်ခြင်းမှာဖြစ်မှာသူတို့အလုပ်ထဲမှာခိုးရဝှက်ထားပြီးတော့အမှုခင်းဖြစ်နေတဲ့အတွက်ကြောင့်မို့ယာဒူးတက်စရာမရှိတဲ့လူလည်းကျွန်တော် CDM မှာဆိုပြီးရောက်လာတဲ့လူလည်းရှိကြတာပဲဟိုအလုံးမလုတ်တတ်တဲ့အတွက်ကြောင့်မလို့ဟိုပြုတ်စော်နေနေတဲ့လူတွေလည်းအခုချော်လဲရောထိုက်ပြီးတော့ CDM ဆိုပြီးတော့ဖြစ်လာတဲ့လူတွေလည်းရှိကြတာပဲအဲ့ဒီအတွက်ကြောင့်မ CDM လုတ်သမျှလူအကုန်လုံးသူရဲကောင်းလို့အဲ့လိုတပြေးညီပေါ့နော်ဒီတတ်မှတ်တဲ့ဥစ္စာဒါမှန်မနေဘူးနောက်တစ်ခါ CDM မလုတ်တဲ့လူမှန်သမျှကိုရာဇဝတ်သားအဖြစ်တတ်မှတ်တယ်ဆိုတဲ့ဟာအဲ့ဒါလည်းမှန်မနေဘူးဘာလို့ဆို CDM လုတ်တယ်ဆိုတာကျွန်တော်ပြောသလိုပဲကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ရွေးချယ်ပြီးလုပ်ရတာရာဇဝတ်သားအဖြစ်သတ်မှတ်ခံရမှာစိုးတဲ့အတွက်ကြောင့် CDM လုတ်ကြတယ်ဆိုရင်အခု CDM လုတ်နေကြတဲ့လူတွေရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပေါ့နော်ရွေးချယ်ပြီးတော့လှုပ်လာကြတဲ့လူတွေကိုကျွန်တော်တို့ကနန်နှိမ်လိုက်တယ်လို့ဖြစ်သွားတယ်အခုလှုပ်နေသမျှလူတွေအကုန်လုံးကဒီလိုမျိုးဟိုအကျိုးရချင်လို့လှုပ်တာလားဒါမှမဟုတ်ရင်အဲ့လိုအပြစ်သားအဖြစ်သတ်မှတ်ခံရမှာဆိုတဲ့အတွက်ကြောင့်လှုပ်တာလားဆိုတော့အဲ့မေးခွန်းကြီးပြန်ထွက်လာတယ်ဆိုတော့အဲ့ဟိုမှာဥပဒေမှာဟိုကသူ့ logical coherence ပေါ့နော်ရှိမနေဘူးနောက်တစ်ခုကကျွန်တော်တို့ CDM လောက်ကြတဲ့လူတွေရဲ့ဆုံးရှုံးနေတာမှုတွေပေါ့နော်ကျွန်တော်တို့အခုဆိုအများကြီးမြင်နေရတယ်ဘဝတွေပြက်ကြတယ်အခုအချိန်မှာကျွန်တော်တို့ရုန်းကန်နေရတဲ့ဟာတွေသူများနိုင်ငံသွားရလဲသူများနိုင်ငံမှာကျွန်တော်တို့လုံခြုံမနေရဘူးပေါ့နော်ဆိုတော့အဲ့လိုအနေအထားမျိုးရှိနေတဲ့ဥစ္စာကိုသူတို့ရဲ့ဘဝအလုံးစုံလာအောင်ဒီလိုမျိုးပါဝင်မှုမှာကျွန်တော်တို့ပို့ပြီးတော့မပြတ်စည်းသွားအောင်ပေါ့နော်ကျွန်တော်တို့အကာအကွယ်ပေးရမယ်အစားအဲ့ဓာတွေကိုတကယ်ပြင်းကျွန်တော်တို့စူးစမ်းလှုပ်ဆောင်ရမယ်အစား CDM မလုပ်တဲ့လူတွေကိုအပြစ်ပေးအရေးယူရဲဆိုတဲ့ဥစ္စာကလည်းဒါကမနာလိုတဲ့သဘောပါနေတယ်ဆိုတဲ့ဥစ္စာကြီးမဟုတ်ပါဘူးလို့ကျွန်တော်ညင်းဖို့ခက်လိမ့်မယ်ဘာလို့ဆို CDM မလုပ်တဲ့လူတွေကအဆင်ပြေနေတယ် CDM လုပ်တဲ့လူတွေကဘဝပြတ်နေတယ်အဲ့အတွက်ကြောင့်မလို့ငါတို့ဘဝပြတ်တယ်လို့မျိုး CDM မလုပ်တဲ့လူတွေလည်းဘဝပြတ်ဖို့လိုတယ်လို့ကျွန်တော်တို့စဉ်းစားရဲဆိုရင်အဲ့ဒီမှာကျွန်တော်တို့ retaliation ဒါမှမဟုတ် revenge ဆိုခလက်စားချေချင်တယ်ဆိုတဲ့ဟာရဲ့နောက်ပြီးတော့မနာလိုမရှုစိတ်နဲ့သဘောတရားတွေပါနေတယ်ဆိုတဲ့ဥစ္စာကြီးကအဲ့ဒီဆုံးဖြတ်ချက်တွေမှာကျွန်တော်တို့မြင်သာထင်သာဖြစ်နေဆိုတော့အဲ့ဒီဥပဒေကဘလို့မှကျွန်တော်တို့ဒီခါမှာရှိနေရမယ်စံနှုံးစံတန်ဖိုးတွေနဲ့ကျွန်တော်လုံးဝကိုက်နေတယ်လို့ကျွန်တော်တို့ငင်းလို့ရမှာမဟုတ်ဘူးမြတ်ဟုတ်ကဲ့အဲ့ဆိုအဲ့ဒါမှာအဓိကကျွန်တော်နောက်ထပ်ထောက်ပြချင်တာ CDM နဲ့ပတ်သက်ဟိုပြည်သူအများပြည်သူဝန်ဆောင်မှုပေးတဲ့အဓိကပညာရေးနဲ့ကျန်းမာရေးပေါ့ဆိုထားပါတော့ဒါတွေအကုန်လုံးက CDM လုံးလိုက်မယ်ဆိုရင်ပညာရေးလည်းလုံးဝအကြောင်းတွေပိတ်ပညာစာသင်တဲ့လူတွေမရှိတော့ဘူးကဲကျမ်းမာရေးဆိုလည်းကဲဆေးရုံမှာဆေးကုသလို့မရတော့ကိုယ့်အောင်ပဲဖြစ်တယ်လို့တာနေကြတော့ဆိုတော့ကဲဆိုပါတော့အောင်မြင်တယ်ဆိုပါတော့ပညာရေးနဲ့ကျမ်းမာရေးဆိုတော့ရန်တဲ့နှစ်ခုလုံးသွားပြီဆိုပြည်သူလူထုအတွက်ကသွားပြီလေနော်ဆိုတော့အဲ့ဒါဆိုရင်ရောစစ်တပ်ကပြိုကျမှာလားဆိုတာမေးစရာမေးခွန်းဖြစ်တယ်လေဆိုတော့
ဒီ CRPH UNG ရဲ့အခု CDM မူဝါဒနဲ့ပတ်သက်ရင်ကျွန်တော်ဘာတွေပြုပြင်ပြောင်းလဲဖို့လိုမယ်လို့ထင်တယ်အချိန်မီပေါ့နော်ဟုတ်အဲ့ဒါသူခုနကပြောတော့ဇင်ဘာဘွေမှာသူတို့ဖြစ်ဖူးတယ်အဲ့ဆီယာဝန်နေအကုန်လုံးပေါ့နော်သူ CDM လောက်ကြလောက်တော့သူတို့ဟိုကာလဝန်ရောဂါ outbreak ဖြစ်ပြီးတော့လူတွေတော်တော်များများတည်သွားကြတယ်ဆိုတော့အဲ့ပြဿနာကျွန်တော်တို့ရှိခဲ့ဘူး။နောက်ကျွန်တော်တို့ကနားလေရမှာ CDM လောက်ကြတယ်ဆိုတဲ့ဟာမှာကျွန်တော်တို့ CDM လို့ပြောရင်ကျွန်တော်တို့အကုန်လုံးက focus ထားတာဒီဝန်ထမ်းတွေကိုပဲကျွန်တော်တို့က focus ထားနေတယ်ပေါ့နော် CDM ဆိုတာ civil disobedience ဆိုပြောရင်ကျွန်တော်တို့ everyday resistance ဆိုတဲ့ဟာလည်းရှိ James Scott ပြောတာတော့ဒီလိုမတရားမှုရှိနေတဲ့စနစ်ထဲမှာရှင်သန်နေထိုင်နေရတာဟိုကဒါနေ့စဉ်တော်လှန်ရေးဖြစ်တယ်လို့သူ့ရဲ့စာအုပ်ထဲမှာကျွန်တော်တို့ဖော်ပြထားဘူးလေဆိုတော့အဲ့တော်လှန်ရေးကိုလည်းကျွန်တော်တို့လူတွေပြည်သူလူထုရဲ့တော်လှန်မှုကိုလည်းကျွန်တော်တို့အတိမတ်ပြုဖို့လိုတယ်ဒီဝန်တန်းထဲမှာလှုပ်ချင်းမလှုပ်ချင်းဆိုတဲ့ဟာပေါ့နောက်ဝန်တန်းလို့ပြောလိုက်ရင်လည်းကျွန်တော်တို့ကကဏ္ဍတွေမျိုးစုံရှိတယ်ဥပမာသူ့ရဲ့အုပ်ချုပ်ရေးကဏ္ဍကိုပို့ပြီးတော့ strengthening ပေါ့နော်ဒီစစ်အုပ်ချုပ်ရေးကိုပို့ပြီးတော့ကြစ်လက်ခိုင်မာဖို့အတွက်လေပတ်နေတဲ့ကျွန်တော်တို့ဝန်ကြီးဌာနတွေရှိတယ်ဥပမာလူဝင်မှုကြီးကြပ်ရေးနဲ့ဆိုင်တဲ့ကိစ္စပြီးရင်ကျွန်တော်တို့ပြည်ထောင်ရေးနဲ့ဆိုင်တဲ့ကိစ္စပြီးရင်တရားစီရင်ရေးနဲ့ဆိုင်တဲ့ကိစ္စစတဲ့ဟာတွေအဲ့ဒါတွေအကုန်လုံးကဒါစစ်အစိုးရရဲ့ပြဋ္ဌာန်းထားတဲ့ဥပဒေတွေကိုအကောင့်ထဲပေါ်ပြီးတော့ကျင့်သုံးဖို့အတွက် enforce လုပ်နေတဲ့အဖွဲ့ပေါ့ဆိုတော့အဲ့ဒီဟာတွေကကျွန်တော်တို့အရေးကြီးတယ်သူတို့မရှိဘူးဆိုရင်စစ်တပ်ကပြဋ္ဌာန်းထားတဲ့ဥပဒေတွေကိုလိုက်နာဖို့အတွက်အဲ့လိုတွန်းတွန်းတိုက်တိုက်နဲ့ enforce လုပ်မဲ့အဖွဲ့တွေမရှိတော့တဲ့အတွက်ကြောင့်မို့သူ့ရဲ့ဟို bureaucratic ရန်ရာထိခိုက်နိုင်တယ်ဆိုတာဖြစ်နိုင်တယ်။နောက်အဲ့ဒီမှာထပ်ပါတဲ့ဥစ္စာနိုင်ငံတကာချိတ်ဆက်ရေးပေါ့နော်ဒါဆိုရင်ဒါဒေါအောင်ဆန်းစုကြည်ရဲ့ဝန်ကြီးဌာနဖြစ်ခဲ့တဲ့ဌာနပေါ့အဲ့တော့အဲ့လိုမျိုးဟာမျိုးတွေမှာရှိနေတဲ့ဝန်ထမ်းတွေသူတို့ CDM လောက်ကြတယ်ဆိုရင်အဲ့ဒါဆိုရင်နိုင်ငံတကာချိတ်ဆက်ရေးအခုလိုမျိုးအထူးသဖြင့်အနိကတ်ဆုံးပေါ့နော်တရုတ်နိုင်ငံမှာရှိနေမြန်မာတန်ယုံကလူတွေအကုန်လုံး CDM လောက်ကြတယ်ဆိုရင်အဲ့ဒါဆိုတကယ်အထီရောက်ဆုံးကျွန်တော်တို့ impact ရှိသွားနိုင်တယ်အိန္ဒိယမှာရှိရဲ့မြန်မာတန်ယုံကလူတွေအကုန်လုံး CDM လောက်တယ်ဆိုရင်တမျိုးဖြစ်နိုင်တယ်ပေါ့နော်အခုကအဲ့လိုလဲဟုတ်မနေဘူးပေါ့ဆိုတော့အဲ့ဒါတွေမဟုတ်ဘူးနောက်တစ်ခါကျွန်တော်တို့ကထက်ကြည့်လို့ရတာအဲ့အုပ်ချုပ်ရေးအပြင်မှာနောက်တစ်ခုကပတ်စံရှာတဲ့ရန်ဒီယာထူးသဖြင့်စီးပွားစီမံလိုမျိုးစီးပွားကူးသန်းလိုမျိုးအဖွဲ့တွေရှိရပြီးရင်ကုန်ထုတ်လုပ်မှုနဲ့ဆိုင်တဲ့ဟာစိုက်ပျိုးရေးမွေးမြူရေးစတဲ့ဟာတွေပေါ့နော်ကျွန်တော်တို့အဲ့လိုမျိုးဟာတွေမှာငွေကြေးဟိုဝင်ငွေရဖို့ mining နဲ့ဆိုင်တဲ့ဟာတွေအဲ့လိုမျိုးဟာတွေကနေကျွန်တော်တို့လုပ်တယ်ဆိုရင်ဒါစစ်တပ်အတွက်အနည်းနဲ့အများထိခိုက်နိုင်အခုသူတို့လုပ်နေကြတဲ့ focus ထားတဲ့ပြည်သူဝန်ဆောင်မှုလို့ပြောလိုက်စစ်တပ်အနေနဲ့ပြည်သူဝန်ဆောင်မှု welfare ပေါ့နော်ပြည်သူတွေရဲ့ welfare သူအလောက်ကြီးစိတ်ဝင်စားတယ်လို့ကျွန်တော်တို့မမြင်ရဘူး။နောက်အဲ့လိုမျိုးလှုပ်လိုက်ကြတဲ့အတွက်လည်းကျွန်တော်တို့တကယ်ထိခိုက်နစ်နာမှုကဘသူတွေမှာအရင်ဆုံးမြင်ရလဲဆိုတော့အဲ့ဝန်ဆောင်မှုမှာမရရင်အသက်ရှင်မှုခက်နေကြတဲ့စင်းရဲနွမ်းပါတဲ့ကျေးလက်ဒေသတွေမှာနေကြတဲ့ပြည်သူလူထုကအရင်အဦးဆုံးခံရတယ်ပေါ့နော်။ကျွန်တော်တို့ဒါ COVID third wave မှာဖြစ်သွားတဲ့တာရကလည်းကျွန်တော်ထင်ထင်ရှားရှားတွေ့ရမှာပဲကျွန်တော်တို့အောက်ဆီဂျင်ပြတ်သွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့မတည်သိမဲ့တည်သွားတဲ့လူတွေအများကြီးရှိတယ်။နောက်ကိုဗစ်ဖြစ်တဲ့အချိန်မှာအဲ့ဟိုပုံမှန်ပေါ့နော်တော်ရုံတန်အောင်စိတ်ကူးမှုရလိုက်ရင်ပြန်ပြီးတော့ကောင်းလာနိုင်တဲ့လူတွေလည်းကျွန်တော်တို့ဒီလိုမျိုးအချိန်မမီတဲ့အတွက်ကြောင့်မလို့အသက်ဆုံးရှုံးသွားတဲ့ဟာတွေနောက်တခြားအဲ့လိုမျိုးမြန်မာနိုင်ငံအနေနဲ့ဆင်းရဲနွမ်းပါမှုနဲ့အတူရှိနေတဲ့ယောဂတွေပေါ့ယောဂတွေကြောင့်မို့အဲ့လိုပုံမှန်ကုသမှုပုံမှန်ဆေးဝါးစောင့်ရှောက်မှုကုညီစောင့်ရှောက်မှုရရင်ကျွန်တော်တို့အသက်ရှင်လို့ရမယ့်အနေအထားတွေကဆုံးရှုံးသွားတဲ့ဟာတွေအများကြီးပဲအဲ့တော့တကယ် impact ကကျွန်တော်တို့ပြည်သူတွေစီမှာကျွန်တော်တို့ပို့ပြီးတော့ထိရောက်မှုရှိနေတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့မြင်ဖို့လိုတယ်ပြည်သူတွေအဲ့တော့အဲ့ပြည်သူတွေကဒီလိုမျိုးသူတို့အတွက်အသက်ဆက်ရှင်မှုအတွက်ကျွန်တော်တို့အခြေခံရပိုင်ခွင့်ရှိတဲ့ဒီဝန်ဆောင်မှုကိုဘယ်သူပေးခြင်းဘယ်သူစီရခြင်းမရခြင်းဆိုတာထက်သူတို့အသက်ဆက်ရှင်မှုအတွက်လိုအပ်တဲ့ဝန်ဆောင်မှုရနေစေဖို့အတွက်အာမခံပေးရမှာဒီမိုကရေစီအရေးနဲ့လူအခွင့်အရေးနဲ့ဒီပြည်သူတွေကိုကိုစားပြုပါတယ်ဆိုတော့သူအုပ်စုကြီးကအာမခံပေးရမှာအဲ့ဒါမျိုးအကောင်းဆုံး example ကကျွန်တော်ဟိုရခိုင်မှာလောက်သွားတဲ့ဟာကျွန်တော်တို့အကောင်းဆုံးမြင်ရနိုင်တယ်အေးလောက်တဲ့ဟာပေါ့အဲ့တော့သူ့စီမှာရှိနေတဲ့ဝန်ဆောင်မှုပေးနေတဲ့သူတွေအကုန်လုံးသူဘာပြဿနာမှမရှာဘူးအကြောင်းနေဆက်ဖွင့်စေတယ်ပြီးရင်သူ့ရဲ့ပြည်သူလူထုကိုလည်းဒီစစ်ကောင်စီပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အကုန်လုံးရှိနေတဲ့ရန်တရားတွေပါဝင်နေဖို့အတွက်ကိုလည်းသူတို့ပံ့ပိုးပေးထားတယ်ပါဝင်စေဖို့ကိုလည်းသူတို့တိုက်တွန်းထားတယ်အဲ့လိုပါဝင်နေပြီးတော့မှအဲ့လိုမျိုးစစ်ကောင်စီရန်တရားအောက်မှာရှိနေတဲ့ဝန်ထမ်းတွေကိုသူတို့ရဲ့လူဖြစ်လာအောင်သူတို့ပြန်ပြီးတော့သိမ်းယူလိုက်နိုင်တယ်အဲ့အတွက်ကြောင့်မို့သူတို့
သူတို့ရဲ့ဒေတာထဲမှာပြည်သူလူထုရဲ့ခံရတဲ့ဒုက္ခပေါ့နော်ကျွန်တော်တို့ဂျန်တဲ့ဒေတာမှာ CDM လောက်ကြဖို့အတွက် CDM မလုပ်တဲ့လူတွေဖိနှိပ်တဲ့ဒေတာတွေနဲ့စာရင်ထိခိုက်နစ်နာမှုဆုံးရှုံးမှုဟာရခိုင်ဒေတာမှာရှိကြတဲ့လူတွေကခံတာသွားတယ်ဆိုတဲ့ဟာတွေ့ရမယ်အဲ့လိုခံတာတဲ့အတွက်ကြောင့်မလို့ဒီတော်လန်ရေးနဲ့ပူးပေါင်းကြဖို့အတွက်ပြည်သူလူထုအနေနဲ့ဆန္ဒပို့ပြီးတော့ရှိသွားတယ်ဆိုတဲ့ဟာလည်းတွေ့ရမယ်နောက်တစ်ခုသူတို့ဒေတာမှာအဲ့လိုပုံမပြတ်ပေါ့နော်ကျွန်တော်တို့ပြည်သူဝန်ဆောင်မှုကိုဆက်ပြီးတော့လက်ဆင့်ကမ်းပြီးတော့သူတို့သိမ်းလို့ရတဲ့နေရာမှာသူတို့လူဖြစ်ထားပြီးတော့သူတို့ရဲ့ရန်တရားတွေမှာသူတို့သိမ်းယူလိုက်နိုင်တဲ့ဥစ္စာသူတို့ရဲ့ရန်တရားတွေဟိုတစ်ခုပုံစံသွင်းလိုက်နိုင်တဲ့ဥစ္စာသူတို့အတွက်ဒီဟိုလူသားအရေးမြစ်ပြန်ပြီးတော့တီဆောက်ဖို့အတွက်ဟိုကုန်ကြစည်တက်တာတယ်ပြီးရင်ပြည်သူလူထုရနေမြဲဘုံနေမြဲပေါ့နော်ဒီဝန်ဆောင်မှုတွေကိုအဆက်မပြတ်ရဖို့အတွက်စီစဉ်ဆောင်ရွက်ပေးလိုက်နိုင်တယ်ဆိုတော့ရလက်တွေ့ရအဲ့ဟာကြီးကကျွန်တော်တို့လက်တကဒီဘက်မှာလှမ်းကြည့်လိုက်မြင်နေရတယ်ပေါ့နော်အဲ့ဒါမြင်နေရတာနဲ့ကျွန်တော်တို့ဒီဘက်မှာဒီလိုမျိုးစဉ်းစားကြတဲ့ဥစ္စာသူတို့ရဲ့နာကြီးမုံတိမှုနဲ့သူတို့ရဲ့စဉ်းစားမှုအတွေးခေါ်နေပဲဆိုင်မယ်လို့ကျွန်တော်မြင်တယ်။ဘာလို့ဆိုတကယ်တမ်းကြည့်လိုက်ရင်ကျွန်တော်တို့CDM အထူးသဖြင့်ပြည်သူဝန်ဆောင်မှုအခမ်းကဏ္ဍကိုဖျက်ဆီးဖို့ကြိုးစားတဲ့အတွက်ကြောင့်မလို့ဘသူတွေမှာအကျိုးထိခိုက်မှုရှိသွားပြီးတော့တော်လှန်ရေးပေါ်မှာဘလောက်ထိအကျိုးဖြစ်ထွန်းမှုရှိလဲဆိုတဲ့ဟာကျွန်တော်တို့ဒီတာရကတွေအားဖြင့်ထင်ရှားဟိုကြည့်စရာသိယူစရာအများကြီးရှိတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ခင်ဗျ။ ဟုတ်ကဲ့အခုလိုဟို A ကသူ့ရဲ့လုံနီးလုံဟန်တွေကိုထင်ရှားရှားကျွန်တော်တွေ့မြင်ရတာပေါ့နော်ဒီစစ်ကောင်စီအောက်မှာရှိတဲ့ရန်တရားကြီးတစ်ခုလုံးကဒီနယ်မြေသူသိမ်းလိုက်တော့သူ့အောက်ထဲအကုန်လုံးရောက်သွားပြီးတော့သူ့ရဲ့ရန်တရားကြီးဖြစ်သွားတယ်ပေါ့နော်ဒါရှင်းရှင်းလေးပဲမြင်နေရတယ်ဆိုတော့အခုလူတွေဝေဖန်ထောက်ပြတာဒီကျမ်းမာရေးပညာရေးနဲ့ပတ်သက်ရင်ပေါ့နော်ဒီ UNG CRPH ကခေါင်းဆောင်တွေကိုအခုဝေဖန်တာပါလဲဆိုတော့သူတို့မိသားစုတွေဆွေမျိုးသားချင်းတွေအကုန်နီးပါးဒါတတိယနိုင်ငံမှာရောက်သွားပြီအဲ့ဒီမှာအစစ်မြစ်ပညာရေးတွေကျမ်းမာရေးဝန်ဆောင်မှုတွေရနေပြီအဲ့တော့အခုလိုပြည်တွင်းမှာလူထုပေါ့အခြေခံလူထုအတွက်ကြတော့ပညာရေးကျမ်းမာရေးအတွက်ထဲမတွက်ဘူးလားဆိုတော့ပုံစံမျိုးဝေဖန်ကြတယ်ဆိုတော့ဒီဝေဖန်မှုကရောမှန်ကန်တရားမျှတတဲ့ဝေဖန်မှုလို့ကျွန်တော်မြင်လို့ရနိုင်လားဗျအဲ့ဒါကလည်းကျွန်တော်တို့အမြဲတမ်းအထူးသဖြင့်ပေါ့ government in exile ဆိုပြီးတော့အဲ့လိုအဝေးရောက်အစိုးရဖွဲ့တဲ့အချိန်မှာကျွန်တော်တို့ဖြစ်လာတဲ့ ethical dilemma ပေါ့နော်ဆိုတော့အဲ့ဒါကြီးကိုတရားတယ်မတရားဘူးဆိုတဲ့ဟာတက်အပ်တော့ပြောဖို့ခက်လိမ့်မယ်ဆိုတော့ပေါ့အဲ့ exile ပေါ့နော်ဟိုနိုင်ငံခြားမှာအဲ့လိုမျိုးဖွဲ့ရတဲ့အစိုးရဖြစ်တဲ့အတွက်ကြောင့်မလို့ဒါမတရားပါဘူးလို့တော့အဲ့လိုမျိုးဖွဲ့ယုံနေတော့ကျွန်တော်တို့ပြောလို့မရဘူးဒါပေမဲ့ဘယ်အချိန်မှာမတရားမှုဖြစ်လဲဆိုတော့သူတို့ပြဋ္ဌာန်းတဲ့မူဝါဒတွေသူတို့ပြဋ္ဌာန်းလိုက်တဲ့ဥပဒေတွေကသူတို့ရဲ့မိသားစုသူတို့အပေါ်မှာတိုက်ရိုက်အကျိုးသက်ရောက်မှုမရှိဘဲနဲ့ကျွန်တော်တို့ပြည်တွင်းမှာကြံခဲ့တဲ့လူတွေအပေါ်မှာတိုက်ရိုက်အကျိုးသက်ရောက်မှုရှိတယ်ဆိုရင်အဲ့ဒီအချိန်မှာကျွန်တော်တို့ ethical dilemma ဆိုတဲ့ဟာကျွန်တော်ကစဖြစ်တယ်အဲ့တော့ကိုယ်တိုင်စစ်မတိုက်ဘဲနဲ့ကြံတဲ့လူတွေကိုအတင်းစစ်တိုက်ခိုင်းနေတယ်ဆိုတဲ့ဟာမျိုးပေါ့နော်ကျွန်တော်တို့များသောအားဖြင့်ပြောကြတဲ့ဥစ္စာလက်နက်ကင်ဖို့အတွက်ပြောနေတယ်ကိုယ်တိုင်လက်နက်မကင်ဘူးကိုယ့်ရဲ့မိသားစုကလုံလုံခြုံခြုံရှိနေတယ်ပြီးရင်ကိုယ့်ရဲ့မိသားစုလုံလုံခြုံခြုံရှိနေတဲ့အချိန်မျိုးမှာရန်ကုန်မှာဟိုလမ်းမထွက်ရတပိတ်တို့ဘာလို့ဖို့လို့ညာလို့ဖို့တို့ပေါ့နော်ကျွန်တော်တို့ပြည်တွင်းမှာနေတဲ့လူတွေရဲ့အန်ဒီရဲ့ကိုထည့်မစင်စားဘဲနဲ့ကျွန်တော်တို့အဲ့လိုတိုက်တွန်းမှုတွေမူဝါဒတွေပြီးရင်ကျွန်တော်တို့အခုဒီလိုမျိုးဥပဒေပြဋ္ဌာန်းတဲ့ဟာတွေအဲ့ဒါတွေကသူတို့မိသားစုပေါ်မှာတိုက်ရိုက်အကျိုးသက်ရောက်မှုမရှိဘဲနဲ့ပြည်သူတွေပေါ်မှာအဲ့လိုအကျိုးသက်ရောက်မှုရှိတဲ့ဥစ္စာတွေကိုကျွန်တော်တို့မစာနာဘူးနားမလဲဘဲနဲ့ကျွန်တော်တို့အတင်းအကျပ်အဲ့လိုဟိုပါပေါ့နော်တွတ်သွင်းနေဆိုရင်ဒါကကျွန်တော်တို့ကဒီအစိုးရနဲ့ပြည်သူဆက်ဆံရေးဟို social contract လို့ခေါ်မှာပေါ့နော်ကျွန်တော်တို့အပြန်အလှန်ကျွန်တော်ချိတ်ဆက်နေတဲ့ချိတ်ဆက်မှုနဲ့အပြန်အလှန်ထိတွေ့ပြီးတော့သူ့အကျိုးကိုအကျိုးပြန်ပြီးတော့နားလေတယ်ဆိုတော့နားလေမှုကြီးအဆက်ပြတ်သွားနိုင်တယ်အဲ့ဒါဆိုရင်သူတို့ရဲ့ exile government ရဲ့ဟို legitimacy လို့ပြောမှာပေါ့နော်အခုတရားဝင်မှုဆိုတဲ့ဟာအဲ့ဟာတစ်ချိန်ချိန်ကြာရင်ကျွန်တော်တို့ပျက်စီးသွားနိုင်တယ်ဘာလို့ဆိုပြည်တွင်းမှာရှိနေတဲ့တကယ်ပြည်သူတွေရင်ဆိုင်နေရတဲ့နေ့တူကရင်ဆိုင်နေရတဲ့ reality နဲ့သူတို့ပြပမှာလုံခြုံရှိနေတဲ့လူတွေရဲ့ပြဋ္ဌာန်းတဲ့ဥပဒေနဲ့အဲ့ reality နှစ်ခုကြားမှာကျွန်တော်တို့အရန်ကွာဟမှုရှိသွားတဲ့အချိန်မျိုးမှာဒါပတ်သက်မှုဆိုတဲ့ဟာဘလို့မှကျွန်တော်တို့ဆွဲစီလို့ရတော့မှာမဟုတ်ဘူးအဲ့ဒါဆိုရင်သူတို့ exile government ပဲဖြစ်သွားရင်ကျွန်တော်တို့တစ်ချိန်ချိန်ကြာရင်ဟိုပါပေါ့ NCGUB လို့ပြောင်းလဲမှုပြီးသွားတဲ့အချိန်မှာ dissolve လုပ်ပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြန်ပြီးတော့ dissolve လုပ်လိုက်ရမယ်အနေအထားမျိုးအစုအဖွဲ့မျိုးပဲကျွန်တော်တို့ဖြစ်သွားမှာအဲ့ထက်ပိုပြီးတော့ကျွန်တော်ခိုင်မာတဲ့အုပ်ချုပ်မှုရန်တရားနဲ့ပြည်သူနဲ့တသားတည်းဖြစ်တဲ့အုပ်ချုပ်မှုကိုစားပြုတဲ့အုပ်ချုပ်သူလူဒန်းစားဖြစ်ပါတယ်ပြဖို့အတွက်ဆိုရင်တော့ဒီပြည်တွင်းမှာရှိနေတဲ့လူတွေရဲ့နေ့စဉ်ဘဝကျွန်တော်တို့ဟိုထင်ဟပ်တဲ့
ပြီးရင်ဓာတ်ရိုက်အကျိုးသက်ရောက်တဲ့ဟာမှာတကယ်အကျိုးပြုနိုင်တဲ့မူဝါဒနဲ့ပြဋ္ဌာန်းမှုပုံစံမျိုးတိဆောက်တဲ့စနစ်ပုံစံမျိုးတော့ကျွန်တော်တို့ဖြစ်ဖို့လိုတယ်ခင်ဗျဟုတ်ကဲ့အဲ့တော့ဒီနေ့အခင်းချင်းကိုကြည့်မယ်ဆိုရင်ခုနဟိုအဓိကတော့ပညာရေးနဲ့ကျန်းမာရေးပေါ့နော်အဲ့ဒီမှာဝန်ဆောင်မှုပေးနေတဲ့ဝန်ထမ်းတွေဒါချင်းချောက်ခံရတယ်လို့ပဲပြောရမှာပေါ့ဆိုတော့သူတို့အပါဝင် CDM မလုပ်ရင်လည်းဒါအပြစ်ရှိနေတယ်ကိုပြောရရင်ကျွန်တော်တို့ဒီစစ်ကောင်စီအောက်မှာရှင်သန်နေရတယ်ပေါ့ရှင်သန်နေရတဲ့အကုန်လုံးကအချိန်မရွေးသူကဟိုတစိမ့်တက်ခံနိုင်ရတယ်တခုခုပေါ့နော်ဟိုဘောမဖြစ်ဖြစ်ဒလန်ဖြစ်ဖြစ်တချို့ဖြစ်သွားနိုင်တယ်ဒီအယူဆကြီးကရှိနေတယ်လीနော်တစ်ဖက်မှာဟိုကြီးထွားလာနေတယ်ဆိုအဲ့လိုမျိုးဖြစ်နေလားလက်ရှိပကတိအနေထားလीဒေါက်တာဆိုင်းချီစင်ဆိုဘလို့ရှုမြင်လဲဗျဟုတ်ခုကကျွန်တော်တို့ကအဲ့အဖြူအမဲပေါ့နော်ကျွန်တော်အဲ့ black and white ကအင်မတန်အန်ရများတယ်ပေါ့နော်ကျွန်တော်တို့လူကိုကြည့်လိုက်ပြီးတော့မင်းကဒါဆိုရင်အဲ့လိုမျိုး label တက်တဲ့ဥစ္စာကကျွန်တော်တို့အဲ့လောက်ကြီးရိုးရှင်းနေတဲ့ဟာမျိုးတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ဟိုစောစောကကျွန်တော်ပြောလိုက်တယ်လို့ပဲမြန်မာမီးရထားမှာရှိခဲ့တဲ့ဝန်ထမ်းတွေဆိုရင်ဒါသူတို့ရဲ့စူးစမ်းမှုနဲ့တကယ်ရန်တရားကြီးလုံးဝရက်တက်သွားအောင်သူတို့လုပ်ခဲ့လိုက်နိုင်တယ်ဒါပေမဲ့သူတို့ရဲ့ရှိနေတဲ့ဘဝအခြေအနေအရသူတို့များသောအားဖြင့်မိရထားဝန်ထမ်းဖြစ်ကြတယ်ဆိုတဲ့ဟာအဖေဝန်ထမ်းဖြစ်တယ်အဖိုးဝန်ထမ်းဖြစ်ခဲ့တယ်ပေါ့မိရထားမှာဖြစ်ခဲ့တဲ့အတွက်ကြောင့်မို့သူတို့မွေးလာတာလေဒီ data ပဲဒီအဲ့မိရထားတန်းရတွေပါမယ်ပြီးရင်သူတို့ရဲ့ဆွေမျိုးအတိုင်းဝိုင်းဆိုတဲ့ဒီအတိုင်းဝိုင်းတွေကသူတို့အချင်းချင်းပြန်ယူကြပြီးတော့ဒီထဲမှာပဲဆွေမျိုးဖြစ်ကြတယ်ဖြစ်ပြီးတော့သူတို့ CDM လုပ်တဲ့အချိန်မှာမြမမိရထားမှာရှိကြတဲ့လူတွေခါကျတော့ရှောင်စရာပုံစရာမရှိဘူးဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့မျိုးရိုး30လောက်ကဒီတန်းရမှာပဲသူတို့ကြီးပြင်းကြတဲ့အတွက်ကြောင့်မို့သူတို့တခြားသွားစရာလည်းမရှိဘူးအဆွေမျိုးတွေလည်းမရှိတဲ့အတွက်ကြောင့်မို့အဲ့ဒီမှာနေနေတဲ့အချိန်မှာညဖက်ကြီးကျွန်တော်တို့အဲ့ည7နာရီကျော်တကောင်ကျော်ပေါ့နော်ကျွန်တော်2နာရီ3နာရီလောက်ဘူဒိုဇာနဲ့ဝင်နေပြီးရင်စစ်ကားတွေနဲ့လာတယ်ပြီးရင်ပြစ်ကြခတ်ကြရင်လည်းသူတို့အတင်းကျပ်အဲ့လိုမျိုးဟိုလုပ်ငန်းပြန်ဝင်ဖို့အတွက်ဖိအားပေးတာခံလိုက်ရတယ်အဲ့လိုမှမဟုတ်ရင်ဖမ်းမယ်စီးမယ်တတ်မယ်ပေါ့နော်အဲ့ဒီအချိန်မှာချိန်ချောက်တဲ့အတွက်နောက်နေ့တွေမှာသူတို့ပြန်ဝင်သွားကြတယ်ဆိုတော့အဲ့လိုလူမျိုးတွေကိုကျွန်တော်တို့ကဒီ CDM ကိုအဲ့လိုရေးရှိမပါဘူး non CDM ပြန်ဖြစ်သွားတဲ့အတွက်ကြောင့်ကျွန်တော်တို့အပြစ်သားလို့သွားတတ်မှတ်လိုက်ရင်ကျွန်တော်တို့အဲ့ဒီလူတွေကိုကျွန်တော်တို့ကဟိုတန်ဖိုးမထားရလဲကြတယ်နားမလည်ပေးရလဲကြတယ်အထူးသဖြင့်သူတို့ရဲ့လူအခွင့်အရေးကိုအကာအကွယ်ပေးဖို့အတွက်ပြက်ကွက်မှုတွေကျွန်တော်တို့ဖြစ်သွားလိမ့်ဆိုတော့အဲ့လိုဟိုတာရကတွေကကျွန်တော်တို့ဂန္ဓမျိုးစုံနေရာမျိုးစုံမှာကျွန်တော်တို့ရှိကြတယ်သူတို့ခေါင်းဆောင်တွေအချင်းချင်းကြားထဲမှာနိုင်ငံရေးအာဏာလုတဲ့အတွက်ကြောင့်မတည့်ကြတဲ့ကိစ္စကကျွန်တော်တို့အချင်းချင်းပါဝါပြိုင်နည်းမျိုးစုံနဲ့ပြိုင်လို့ရတယ်စစ်ရေးရပြိုင်မယ်နိုင်ငံရေးရပြိုင်မယ်နိုင်ငံတကာဆက်ဆံရေးရကျွန်တော်တို့ပါဝါကိုပြိုင်လုနေကြတယ်ဒါကသူတို့လောက်ရမယ်အလုပ်ဒါပေမဲ့အဲ့လုံနေကြတဲ့အလုပ်အတွင်းမှာကျွန်တော်တို့မြေပြင်မှာရှိတဲ့ပြည်သူလူထုကြားထဲမှာဒီလိုမျိုးပြန်စီလို့မရမယ်အကွဲအဟမျိုးကတော့ကျွန်တော်တို့ဟိုအမျှော်မြင်ရှိရဆိုရင်မဖန်တီးသင့်ဘူးပေါ့နော်ကျွန်တော်တို့ကအမြဲတမ်းဒီ post conflict ဒါမှမဟုတ်ဒီဟိုdemocratization ပြီးသွားရင် transition လာပြီဆိုရင်ကျွန်တော်တို့ကအမြဲတမ်း reconciliation ဘာဖြစ်လို့ဒီလူမှုအတိုင်းဝိုင်းကိုအဲ့လိုမျိုးအကွဲအဟတွေနဲ့ပဋိပက္ခပိုကြီးစေမဲ့ပုံစံမျိုးကျွန်တော်တို့ကထားခဲ့လို့မရဘူးဒီဟာတွေကိုဘယ်လိုမျိုးစိတ်ဆက်မယ်ဘယ်လိုပူးပေါင်းမလဲပြီးရင်အတူတူအပြန်အလှန်ယုံကြည်မှုရှိနဲ့ဒီစနစ်တစ်ခုကို democracy စနစ်တစ်ခုဒီ federal စနစ်တစ်ခုဘယ်လိုတည်ဆောက်မလဲဆိုတဲ့ဟာဒီအချိန်လေးကစဉ်းစားထားမှရမဟုတ်ရင်တော့ကျွန်တော်တို့ဒီ federal သွားမဲ့ဟာကကိုပြဋ္ဌာန်းလိုက်တဲ့ဥပဒေကြောင့်မလို့အကွဲအဟတွေဖြစ်ပြီးတော့ Federal ပန်းတိုင်နဲ့ကျွန်တော်တို့ကပို့ပြီးတော့ဝေးတဲ့ဝေးဖို့ကိုယ်တိုင်ဖန်တီးနေတယ်လို့ဖြစ်တယ်ဆိုတာမြင်ဖို့လိုတယ်အခုကတော့ကျွန်တော်တို့ကအဲ့ဒီသဘောဖြစ်နေနောက်တစ်ခုကကျွန်တော်တို့တော်လန်ရေးလို့ပြောလိုက်ရင်လေဒီတော်လန်ရေးဆိုတဲ့ဟာကကျွန်တော်တို့ပုံစံတစ်မျိုးနဲ့တော်လန်နေရတဲ့ခေတ်ဟုတ်မနေတော့ဘူးပေါ့နော်ကျွန်တော်တို့ပုံစံတစ်မျိုးနဲ့ဥပမာလက်နက်ကင်တော်လန်ရေးတစ်ခုတည်းရပဲတော်လန်ရေးလို့စဉ်းစားတယ်ဆိုရင်အဲ့ဒါကကျွန်တော်တို့အောင်မြင်နိုင်ခြေနည်းလာပြီအခုချိန်မှာအထူးသဖြင့်တရုတ်အိန္ဒိယအခုနိုင်ငံတကာချိတ်ဆက်မှုတွေနဲ့ပို့ပြီးတော့ဖိအားပေးလာတဲ့အနေအထားမျိုးမှာကျွန်တော်တို့အဲ့ဟိုစစ်ရေးတစ်ခုတည်းနဲ့ကျွန်တော်တို့ရက်တည်နေဖို့ဆက်လှုပ်ရှားနေဖို့ဆိုတာအင်မတန်ခဲရင်လာတယ်ဆိုတဲ့ဟာတွေ့ရလိမ့်မယ်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့အခုကျောင်းဖွင့်ကြတယ်ဆိုရင်ကျောင်းတက်ကြတယ်ကျွန်တော်တို့88တော့မှာလို့88ကျောင်းပြန်ဖွင့်တဲ့အချိန်မှာကျွန်တော်တို့ကျောင်းပြန်တက်ကြတယ်ပြန်တက်လာတဲ့အချိန်မှာအဲ့တက်လာတဲ့ကျောင်းတွေထဲမှာပဲကျွန်တော်တို့ကျောင်းသားတက်မကကျောင်းသားရေးလှုပ်ရှားမှုတွေသူကျောင်းအတွင်းမှာပြန်ရှိလာတယ်သူရဲ့စုစည်းမှုပုံစံနဲ့ကျွန်တော်တို့နိုင်ငံရေးချိတ်ဆက်မှုတွေရှိတယ်အဲ့လိုမျိုးဟာတွေရှိခဲ့တဲ့အတွက်ကြောင့်လဲ
လဲကျွန်တော်တို့က96တို့2009တို့ဆိုတဲ့ဟာတွေမှာကျွန်တော်တို့ကပြည်တွင်းမှာပြန်ပြီးလှုပ်ရှားမှုဆိုတဲ့ဟာဖြစ်သွားတယ်ဆိုတော့အခုလုံနေတဲ့အဖြူမဲသတ်မှတ်မှုနဲ့ကျွန်တော်တို့ကလန်ဖြတ်လိုက်ရင်စစ်ရေးရတယ်ကျွန်တော်တို့ကအခုကမနှက်ဖက်နိုင်မယ်တစ်ပတ်ခံနိုင်မယ်တွက်လို့ရတာမဟုတ်ဘယ်လောက်ကြာအောင်မလဲကျွန်တော်တို့သိတာမဟုတ်အဲ့လိုမျိုးအနေအထားမျိုးမှာကျွန်တော်တို့နိုင်ငံရေးမျိုးဆက်ပြတ်သွားတယ်ပြည်တွင်းထဲမှာသူ့ဖက်ကိုယ့်ဖက်ကွဲသွားတဲ့အတွက်ကြောင့်မို့စစ်တပ်ကလည်းဟိုဘက်ထဲမှာလွတ်လွတ်လပ်လပ်သူ့ရဲ့ indoctrination နဲ့ဒီဟာပေါ့နော်သူ့ရဲ့နိုင်ငံရေးစုစည်းမှုပုံစံကြီးကိုသူ့ရဲ့ရန်ရအောင်မှာသူလွတ်လွတ်လပ်လပ်လှုပ်ဆောင်ခွင့်သူရသွားမယ်အတားအဆီးမဲ့ပေါ့နော်အဲ့လိုမျိုးဖြစ်သွားပြီးတော့ကျွန်တော်တို့ဒီစစ်တပ်လူတက်ဖြစ်မယ်ကျွန်တော်ဒီတော်လန်ရေးဆိုတဲ့ဟာကလေခုနကဝန်ဆောင်မှုမရှိတာနဲ့နေဖို့ထိုင်ဖို့ခက်ခဲတာနဲ့ဘာနဲ့အကုန်လုံးပြီးသွားရင်အဲ့လိုမျိုးနည်းနည်းလေးချိတ်ဆက်ပြီးတော့ဟိုဘက်ကဝန်ဆောင်မှုယူလိုက်တာမလာနဲ့အခုဆိုရင်တို့ကပြောရတာဟာဒီအစိုးရ public school တွေမကဘူးကျွန်တော်တို့ private school တွေတက်တဲ့လူတွေပါကျွန်တော်တို့အကုန်လုံးမောင်းထုတ်မယ်ဆိုတဲ့ဟာတွေပါထားတယ်ပါထားတော့အဲ့လူတန်းစားကြီးကိုကျွန်တော်တို့ခွဲလိုက်ပြီးဆိုရင်ကျွန်တော်ဒီတော်လိုင်းရေးဖက်မှာကြံမဲ့လူတန်းစားကြံနေဖို့အတွက်ပေါ့နော်တောင်းခံပြီးတော့နေနိုင်မဲ့လူတန်းစားကကျွန်တော်တို့ကတဖြည်းဖြည်းနဲ့နည်းလာမဲ့သဘောဖြစ်သွားတယ်ဆိုတော့အဲ့ဒါကကျွန်တော်တို့တော်လိုင်းရေးလှုပ်ရှားမှုတစ်ခုလုံးပေါ်မှာကျွန်တော်တို့ထိခိုက်နိုင်တယ်အဲ့တော့မြေပေါ်လှုပ်ရှားမှုဆိုတဲ့ဟာနောက်တစ်ခါចောင်းသားရေးလှုပ်ရှားမှုပြီးရင်ចောင်းသားတက်မကနဲ့ဒီနိုင်ငံရေးအတွေးခေါ်ရှင်းတန်နေဖို့သူတို့သက်ဆိုင်ရာကျောင်းနေတဲ့မှာလှုပ်ရှားလို့ရတဲ့အခင်းချင်းပြန်ပြီးတော့စူးစမ်းတိဆောက်ဖို့ဆိုတဲ့ဟာမဖြစ်နိုင်သလောက်ကျွန်တော်တို့ခက်ခဲသွားလိမ့်မယ်အဲ့ဒါတွေကိုကျွန်တော်တို့မြင်ဖို့တော့လိုလိမ့်မယ်အခုဒီအဖြူမဲကဒီလိုမျိုးပေါ့နော်ကျွန်တော်တို့တကယ်တော်လှန်ရေးကိုပို့ပြီးတော့အားကောင်းမှုအထောက်အကူဖြစ်စေတာထက်ကျွန်တော်တို့ဒီမိုကရေစီနဲ့ပြုပြင်ပြောင်းလဲရေးကိုတကယ်မှန်ကန်တဲ့လမ်းကြောင်းသွားဖို့အတွက်ပို့ပြီးတော့ဒုက္ခပေးစေတဲ့စဉ်းစားမှုဆုံးဖြတ်မှုဖြစ်တယ်လို့ကျွန်တော်အနေနဲ့မြင်နေရတယ်ခင်ဗျဟုတ်ကဲ့အဲ့တော့ဒေါက်တာစန်းချီစိုးပြောရတဲ့တစ်ဆက်တယ်ဟိုပြီးခဲ့တဲ့ရက်ပိုင်းက KNPP ဥက္ကဋ္ဌခူးတယ်ပေါ့နော်သူတတိပေတာတခုရှိတယ်အဲ့ဒါကျွန်တော်သွားတတိတာအဲ့ဒါကတော့ဒီ CRPH ကလုပ်တဲ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာခူးရကသူက SCEF အလှည့်ကျတဘာပတိအနေနဲ့သူကစကားတက်ပြောတာအဲ့ဒီမှာပြောတာတော့7နှစ်လောက်ရှိအဲ့ဒီတဲကတခုကကျွန်တော်ဗာတွေ့လဲဆိုတော့ဒီကနေ့တော်လန်ရေးဟာတဲ့သူပြောတာတိုင်းပြည်အတွက်တန်ဖိုးမရှိလူထုကိုအကျိုးမပြုနိုင်တဲ့အညိုတေးအမုန်းတရားသွေးဆောင်မှုတွေကြားမှာဝေဝါးပြီးတော့လက်စားချေမှုဖြစ်လမ်းဆုံးသွားတဲ့နိုင်ငံရေးမဖြစ်ဖို့လိုတယ်ဆိုသူတတိပေးသွားတယ်တော်တော်လေးထိရောက်တဲ့အတုံးတုံးတွေပါသုံးသွားတယ်လေဆိုတော့ဒါဆက်ပြီးကျွန်တော်သွားတတိရတာပါနော်နောက်တစ်ခုတချို့ကပြောတာကြတော့အလွယ်တကူပေါ့ဒါကတော့စိတ်ထဲကသူတို့ခံစားချက်ပြောတာဒီနေ့အခင်းချင်းကကမ်ဘောဒီးယားခမာနီလိုဖြစ်လာနေပြီလားပေါ့လေဒါမျိုးလဲပြောတာကျွန်တော်ကြားနေတယ်ဆိုတော့ဘလို့မြင်ရလဲဗျယနေ့အခင်းချင်းကကျွန်တော်တို့အဲ့လောက်တောင်ဆိုးဝါးနေတဲ့အခြေအနေမျိုးဖြစ်နေလားကျွန်တော်အဲ့ဘက်ကိုဥတည်နေလားဒေါက်တာစန်းချီဆိုဘလို့သုံးသပ်မိလဲဗျဟုတ်ဥခုရဲ့ပြောသွားတဲ့ဥစ္စာကတော့တကယ်ဟိုပါပေါ့နော်အချိန်ကိုက်ပြောဖို့လဲလိုအပ်တယ်နောက်ဒီလိုအစုဖွဲ့ထဲမှာအဲ့လို conversation ရှိနေတာလိုအပ်နေတဲ့အချိန်ပေါ့နော်ရှိဖို့လိုအပ်နေတယ်ဒီလိုမျိုးပြောဖို့လိုအပ်နေတဲ့အချိန်သူပြောသွားတယ်ဆိုတဲ့ဥစ္စာတော့ဒါဟိုအတိမတ်ပြုဖို့လိုတယ်တင့်လဲတင့်တော်တယ်ပေါ့နောက်တကယ်လဲကျွန်တော်တို့ကအဲ့လိုစိုးရိမ်စရာကျွန်တော်တို့ကရှိနေကြတယ်အခုသူတို့ရဲ့ဆုံးဖြတ်ချက်တွေပေါ့ဆိုအထင်သာမြင်သာဆုံးကတော့ကျွန်တော်တို့ ICDM ဥပဒေပဲပြီးတော့ရင်ကျွန်တော်တို့ ICDM နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီသက်ဆိုင်ရာ NUG အစုဖွဲ့ထဲမှာပါကြတဲ့လူတွေပြောနေဆိုနေကြတဲ့မိန့်ခွန်းတွေပေါ့နော်ကျွန်တော်တို့ဒေါက်တာဇော်ဝေဆိုးဆိုတဲ့ဒါဒီလိုမျိုး CDM မလုပ်တဲ့လူတွေတတိထားတို့ဘာတို့ညာတို့ပေါ့နော်ကျွန်တော်တို့ရဲ့လုံခြုံရေးအန်ဒီရဲ့ဟိုရှိလာရင်တာဝန်မယူနိုင်ဘူးဆိုတော့အဲ့လိုမျိုးတာဝန်မဲ့တဲ့မိန့်ခွန်းတွေကလည်းကျွန်တော်တို့ခေါင်းဆောင်တိုင်းနှီးပါကျွန်တော်တို့ပြောထားဆိုထားတဲ့ဟာတွေကျွန်တော်တို့ကကြားခဲ့ပူပြီးဆိုတော့အဲ့ဟာတွေကြည့်လိုက်ရင်တော့ခုနကလိုမျိုးဟိုလက်စားချေမှုအခြေခံနဲ့ကျွန်တော်တို့စဉ်းစားမှုတော်လှန်ရေးဆိုတဲ့ဟာဖြစ်နေတယ်ဆိုတဲ့ဟာကတော့ကျွန်တော်တို့ညင်းဖို့ခက်လိမ့်မယ်အဲ့ဟာတွေကိုကြည့်ပြီးအခုဒီ CDM ဥပဒေအရအောင်ဘာဖြစ်လို့ဆိုကျွန်တော်တို့ CDM လို့ပြောလိုက်ရင်ကျွန်တော်တို့ CDM လောက်ကြတဲ့ဟာပုံစံမျိုးစုံရှိကြနိုင်မယ်အဲ့ဒီမှာတကယ်နိုင်ငံရေးအတွေးခေါ်ရာစစ်မှန်တဲ့လူတွေလည်းကျွန်တော်တို့ပါတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ပြီးရင်တကယ်နိုင်ငံရေးယက်တီချက်နဲ့အတွေးခေါ်မှုနဲ့တကယ်ဟိုကိုယ့်ရဲ့ယက်တီမှုခိုင်မာနဲ့ဒီရွေးချယ်ပြီးတော့ဒီ CDM လမ်းကြောင်းကိုဒီဇိုင်းမတ်ရှောက်ပြီးတော့ဒီတော်လန်ရေးပို့ပြီးတော့အောင်မြင်လာဖို့ပြီးရင်ဒီတော်လန်ရေးထဲမှာလူထုပူးပေါင်းပါဝင်လာဖို့အတွက်ကျွန်တော်တို့လှုပ်ဆောင်နေကြတဲ့လူတွေလည်းတွေ့ရတယ်နောက်သူတို့ရဲ့တက်ကြွနာတဲ့ကျွမ်းကျင်မှုတွေအလဟတ်တက်မဖြစ်ဖို့အတွက်ဒီတော်လန်ရေးအစုအဖွဲ့တွေထဲမှာပါဝင်ပြီးတော့ဝန်ဆောင်မှုတွေပြန်ပေးနေတဲ့သူတွေလည်းကျွန်တော်တို့တွေ့ရတယ်စာပြန်တင်တဲ့လူတွေ့ရတယ်နောက်စိတ်ကူပေးနေတဲ့လူတွေတွေ့ရတယ်ဆိုတော့အဲ့ဒီလူတွေကကျွန်တော်ပုံစံမျိုးစုံတော့ရှိကြတယ်ဒါပေမဲ့ကျွန်တော်တို့ကသိရမှာအဲ့ CDM ဆိုတဲ့လှုပ်ဆောင်မှုမှာတချို့တွေက CDM လှုပ်လိုက်တဲ့ဥစ္စာကိုတကယ်ကြီးမားတဲ့ပေးဆက်မှုကြီးဖြစ်ကျွန်တော်တို့ကခံစားကြရတယ်
ဆိုရဲအဲ့ခံစားရတဲ့ဥစ္စာလည်းလက်တွေ့မှာကျွန်တော်တို့မှားတော့မမှားဘူးပေါ့နော်သူတို့ရဲ့ဆုံးရှုံးနစ်နာမှုတွေကျွန်တော်တို့အရန်ကြီးသွားတဲ့အတွက်ကြောင့်ဒါပေမဲ့အဲ့ဆုံးရှုံးနစ်နာမှုတွေနဲ့ဒီလိုပေးဆက်လိုက်ရတယ်ဆိုပြီးခံစားကြရတဲ့သူတွေတော်တော်များများကသူတို့ရဲ့ငကိုစဉ်းစားမှုမှာမကြခင်ပြီးမယ်ပေါ့နော် CDM လောက်လိုက်တဲ့အတွက်ကြောင့်မကြခင်တော်လိုင်းအောင်မြင်မယ်ဆိုတဲ့ဟာမျိုးလဲသူတို့ကတကယ်လက်ခံခဲ့တယ်ယုံကြည်ခဲ့တယ်ဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့တွေ့ရတယ်အဲ့လိုယုံကြည်အောင်လဲကျွန်တော်တို့ဒီတော်လိုင်းဥဆောင်တဲ့လူတွေကအဲ့လိုစကလုံးကိုကျွန်တော်တို့တာဝန်ယူတာဝန်ခံမှုကင်းမဲနဲ့ပေါ့နော်ကျွန်တော်တို့ပါဇက်ကနေဘလို့ရှုတ်တော့ရှောက်ပြောထားတဲ့ဟာတွေကမနှက်ဖန်ပြီးမယ်တပတ်ခါပြီးမယ်ဆိုတဲ့ဟာတွေမိန့်ခွန်းတွေကလည်းတော်တော်များများရှိခဲ့တယ်ဆိုတော့အဲ့ဒါတွေကိုတကယ်ယုံသွားတဲ့လူတွေကသူတို့ထင်သားတဲ့လိုမျိုးအချိန်တိုတဲ့မပြီးကြတဲ့အချိန်မှာကျွန်တော်တို့ဆုံးရှုံးနစ်နာမှုတွေဆိုင်တဲ့အဲ့လိုမျိုးရင်ဆိုင်ရတဲ့ဘဝအတွေ့အကြုံတွေပေါ်မှာမူတည်ပြီးတော့နာကြီးမုန်းတိမှုဖြစ်ကြတယ်ဖြစ်တဲ့အချိန်မှာအဲ့နာကြီးမုန်းတိမှုအတွက်ကိုအမြဲတမ်းတရခံဆိုတဲ့ဟာလူတဘာဝကျွန်တော်တို့ကလိုအပ်တယ်ဘသူကြောင့်မလို့ဖြစ်တယ်ဘာလို့ဆိုကိုရွေးချယ်မှုကြောင့်မလို့ကိုဖြစ်တယ်ဒီလိုမျိုးခေါင်းဆောင်တွေပြောတဲ့ဟာကိုယုံမိလိုက်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးဒုက္ခရောက်ရပါတယ်ဆိုတဲ့ဟာမျိုးကိုယ့်ဘာကိုပြန်အတိမှတ်ပြုနိုင်ဖို့အတွက်ကကျွန်တော်ခုနကပြောသလိုအတွေးခေါ်အများကြီးလိုတယ်နိုင်ငံရေးနဲ့ဆက်ဆိုင်တဲ့ကျွန်တော်တို့အဲစဉ်းစားမှုပုံစံတွေအများကြီးလိုတယ်အဲ့လိုမျိုးမရှိတဲ့လူတွေကကျွန်တော်တို့ပြန်လက်ညှိုးထိုးကြတဲ့အချိန်မှာဒီစစ်တပ်ကိုကျွန်တော်တို့အများဆုံးလက်ညှိုးထိုးတယ်ပြီးရင်စစ်တက်ကြီးဒီလိုမျိုးဆက်ပြီးတော့ဖိနှိပ်လို့ရအောင်ဒီလိုမျိုး CDM မလုပ်ကြတဲ့လူတွေကြောင့်မလို့ဒီစစ်တက်ကတက်ဆိုးရှိနေတယ်ဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့ပြန်ပြီးတော့လက်ညှိုးထိုးကြတယ်ဆိုတော့သူတို့ရဲ့ဟာကသူတို့ရဲ့နာကြီးမှုတွေကိုပြန်ပြီးတော့ကုစားနိုင်ဖို့သူတို့ရဲ့စိတ်ကိုသူတို့ပြန်ပြင်ဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ကတရက်ခံလိုက်ရှာတာပေါ့အဲ့တရက်ခံအခုလက်ရှိအချိန်မှာအဲ့ CDM မလုပ်တဲ့လူနောက် CDM မလုပ်တဲ့လူတွေနဲ့ပူးပေါင်းတဲ့လူအဖြစ်သူတို့ကအခုအုပ်စုဖွဲ့လိုက်ကြီးသူတို့ကပြဋ္ဌာန်းမိလိုက်တယ်လို့ဖြစ်သွားတယ်။အဲ့ပြဋ္ဌာန်းမှုကြောင့်မို့ကျွန်တော်တို့ကဒီနာကြီးမုံတိမှုအခြေခံနဲ့စဉ်းစားမှုနဲ့နိုင်ငံရေးဆုံးဖြတ်မှုတွေဟာကျွန်တော်တို့တောက်လျှောက်ဖြစ်နေတယ်။ဆိုတော့အဲ့ဒါအင်မတန်အန်ရများတယ်။ခုနကတော့ပြည်သူလူထုကိုအကျိုးပြုတဲ့စဉ်းစားမှုစနစ်နဲ့ကျွန်တော်တို့ကတီးဆောက်ပြီးတော့ကိုယ်စီမှာအဲ့လိုမျိုးစိတ်လိုလက်ရလာရောက်ပူးပေါင်းတဲ့လူတွေတဖြည်းဖြည်းများလာအောင်ကျွန်တော်တို့ကကျေပြတ်လာအောင်ကျွန်တော်တို့ရဲ့တော်လန်ရေးအတိတ်ပဲရှိလာအောင်ကျွန်တော်တို့ကစူးစမ်းရမယ်အစားအဲ့လိုမျိုးဟာတွေကိုမလုပ်ဘဲနဲ့ကျွန်တော်ပြည်သူအတွက်အကျိုးရှိမဲ့ဟာတွေဘာမှမရှိတဲ့အနေအထားမှာရစရာလေးရှိနေတဲ့ဥစ္စာကိုကျွန်တော်တို့ဖြက်လို့ဖြက်စီးလုပ်နေကြတဲ့ဥစ္စာတွေကကျွန်တော်တို့ပြည်သူကိုအကျိုးပြက်စေတယ်ဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့ကမမြင်ကြနိုင်ဘူးဖြစ်နေတယ်မမြင်တဲ့အတွက်ကြောင့်မှအခုသူတို့ပြောကြတာပေါ့ခမာလိုမျိုးလို့ပြောရင်တော့မုံတီးမှုကတော့အလောက်နီးကျွန်တော်တို့ရောက်နေပြီလို့ပြောလို့ရတယ်ဒါပေမဲ့အဲ့လိုမျိုးခမာပုံစံမျိုးတူလားဆိုရင်တော့ကျွန်တော်တို့ကမတူတာတော့ခမာကတော့တပါတီတလန်းချောင်းစနစ်နဲ့တွားကြတာပေါ့နော်ဒါပေမဲ့အခုကျွန်တော်တို့ဒီဘက်မှာရှိနေတာဆိုရင်ဒီထုတ်ပြန်မှုမကောင်းမှုဆိုတဲ့ကန့်ကွက်ကြတဲ့အစုဖွဲ့တွေလည်းရှိတယ်နောက်အခုဒီလိုမျိုးခုရဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ပြောကြဆိုကြတဲ့ခေါင်းဆောင်တွေလည်းရှိတယ်ဆိုတော့ဒါခမာလိုမျိုးတော့အဲ့ပုံစံတန်းချောင်းအဲ့ထဲထိတော့မရောက်နိုင်သေးဘူးလို့ကျွန်တော်တို့မျှော်လင့်လို့ရတယ်အဲ့ conversation တွေကပို့ပြီးတော့ကြဲပြန့်ဖြစ်လာဖို့လိုတယ် debate တွေကျွန်တော်တို့ဖြစ်လာဖို့လိုတယ်ပြီးသွားရင်ကျွန်တော်တို့ကစစ်မှန်တဲ့တော်လှန်ရေးလမ်းကြောင်းကျွန်တော်စစ်မှန်တဲ့တော်လှန်ရေးဆိုတာကျွန်တော်တို့ကအဓိကတော်လှန်ရေးလုပ်တယ်ဆိုတာပြည်သူအကျိုးအတွက်လုပ်တယ်ပြီးရင်ဒီပုံမကောင်းမွန်တဲ့လူမှုအတိုင်းဝိုင်းတိဆောက်နိုင်ဖို့အတွက်ကျွန်တော်တို့လုပ်နေကြတဲ့အတွက်ကြောင့်ပြည်သူအကျိုးနည်းစေမဲ့ကိစ္စအတက်နိုင်ဆုံးရှောင်ရမယ်ဆိုတော့အနည်းဆုံးအခြေခံစဉ်းစားမှုကတော့ကျွန်တော်တို့တူလာဖို့အတွက်ကျွန်တော်တို့စူးစမ်းကြဖို့လိုအောင်မယ်အခုကတော့ကျွန်တော်တို့အဲ့ဒါရှိမနေသေးဘူးပေါ့နော်ပြည်သူအကျိုးထက်ဆိုင်ဒီစစ်တပ်နစ်နာသွားဖို့အတွက်ဘာပဲလုပ်မယ်ပြီးရင်စစ်တပ်နဲ့ပတ်သက်တဲ့လူတွေနစ်နာသွားဖို့အတွက်ဘာပဲလုပ်မယ်အဲ့ဒါကတော့ကျွန်တော်တို့ retribution revenge ပေါ်မှာပဲမူတည်တယ်လို့ကျွန်တော်တို့ပြောလို့ရမယ်ပြောင်းလဲမှုကိုကျွန်တော်တို့ဖန်တီးတည်ဆောက်နေတာဟုတ်မနေဘူးအဲ့ဒီစဉ်းစားမှုပါဟုတ်ကဲ့အဲ့တော့အချုပ်အနေနဲ့ပေါ့နော်အခုကျွန်တော်တို့စီရေးပြပတ်ကပြင်းထန်နေတဲ့အခါမျိုးမှာကလေးတွေပညာရေးအတွက်ပေါ့အဓိကခုနထိဆက်နေမှာရှိတဲ့ကလေးတွေသူတို့ဆို9နှစ်လောက်ပညာရေးဆုံးရှုံးနေရပြီဆိုတော့သူတို့အတွက်အကောင်းဆုံးဖြစ်အောင်နှစ်ဖက်စလုံးကနေပြီးတော့နော်ပညာရေးဘယ်လိုမူဝါဒတွေကျွန်တော်တို့ချတယ်လေအဲ့မူဝါဒအတိုင်းဟိုအောက်ခြေကPDF တွေအစားလိုက်နာအောင်ပေါ့နော်ပကဖတွေကဆိုအဲ့လောက်ထိလုပ်ဖို့ပေါ့ကျွန်တော်တို့ဘာတွေပြုပြင်ပြောင်းလဲဆောင်ရွက်တင်တယ်လို့ထင်လဲဗျဟုတ်တော့အရင်ဆုံးအရေးကြီးတာကျွန်တော်တို့အခုဒီ International Human Rights Law ပေါ့ဟို Geneva Convention ပါတာပြဋ္ဌာန်းချက်တွေရာဒီစေးရုံနဲ့ဒီပညာရေးဆိုင်ရာပေါ့နော်ဒီပြည်သူ့ဝန်ဆောင်မှုပေးတဲ့အဆောက်အဦတွေနေရာတွေကိုကျွန်တော်တို့စစ်ရေး
target အဖြစ်ကျွန်တော်တို့မတတ်မှတ်ဖို့အဲ့ဒါနှစ်ဖက်စလုံးလိုက်နာဖို့လိုတယ်။ဘာလို့ဆိုအခုစစ်တပ်ကလည်းကျွန်တော်တောက်လျှောက်ဘုံကျဲနေတာဒီကျောင်းနေစေးရုံတွေကိုကျွန်တော်တို့ဘုံကျဲနေရဲဆိုတဲ့ဟာတွေအဲ့ဒါတွေကိုကျွန်တော်တို့အရင်ဆုံးပြဋ္ဌာန်းတတ်မှတ်ဖို့လိုတယ် safe zone ပေါ့ school zone ကျွန်တော်တို့အဲ့ဟာတွေပြဋ္ဌာန်းပြီးနှစ်ဖက်စလုံးက restrain လုပ်ဖို့လိုတယ်ဘာလို့ဒီ safe zone လို့သတ်မှတ်ပြီးသွားရင်ဖြစ်လေဖြစ်ထားရှိတာကျွန်တော်တို့ဒီဘက်စစ်တပ်ကလည်းဒီ safe zone နေဖျားတို့ကြောင်းကန်တို့စေးရုံတို့မှာသူတို့စုရဲအဖြစ်လှုပ်ပြီးတော့ဒီစစ်ရေးရပြန်ပြီးတော့လှုပ်ရှားတာမျိုးစစ်တပ်ကလည်းလှုပ်တယ်ဒီဘက်စစ်တပ်ကိုတော်လှန်နေကြတဲ့တော်လှန်ရေးအစုအဖွဲ့တွေကလည်းအဲ့လိုမျိုးနေရာတွေမှာနီးဆက်နေရာတွေမှာကျွန်တော်တို့စုဖွဲ့တာမျိုးလှုပ်ရှားတာမျိုးတွေလုပ်ကြတဲ့အတွက်ကြောင့်မို့ဒီလိုမျိုးဟာတွေကလက်ညှိုးထိုးမကင်းဘူးတစ်ဖက်နဲ့တစ်ဖက်အပြစ်ပြောစရာကျွန်တော်တို့နှစ်ဖက်စလုံးမှာကင်းမနေဘူးဆိုတဲ့ဟာမျိုးကျွန်တော်တွေ့နေရတယ်အဲ့အတွက်ကြောင့်မို့အခုကျွန်တော်တို့အာဆီယံပူးပေါင်းမှုနဲ့ဒီပေါ့နော်ကျွန်တော်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကုညီထောက်ပံ့ရေးအစီအစဉ်တွေတို့စီစဉ်ဆောင်ရွက်လာကြတဲ့အချိန်မှာအဲ့လိုနိုင်ငံတကာအဖွဲ့အစည်းတွေပြီးရင်နိုင်ငံတကာထောက်ပံ့ကူညီတဲ့ဒိုနာအဖွဲ့အစည်းတွေပေါ့အဲ့ဒါတွေနဲ့ချိတ်ဆက်ပြီးတော့ဘလို့နေရာတွေကိုကျွန်တော်တို့ safe zone school zone ဖြစ်ကျွန်တော်တို့သတ်မှတ်မလဲအဲ့လိုမျိုးနေရာတွေမှာခုနကစစ်ရာနဲ့ပဋိပက္ခနဲ့မပတ်သက်အောင်ကျွန်တော်တို့ဘယ်နေရာတွေကိုဘယ်လိုမျိုးသတ်မှတ်မလဲဆိုတဲ့ဟာတော့ကျွန်တော်တို့အရင်ဆုံးစဉ်းစားကြဖို့လိုလိမ့်မယ်အဲ့ဒါနှစ်ဖက်စလုံးလုပ်ရမယ်ကိစ္စနောက်တစ်ခုကကျွန်တော်တို့ဒီရေရှည်ပေါ့နော်ကျွန်တော်တို့ဒီတော်လန်ရေးဆိုတာကြာအောင်မှာဖြစ်တဲ့အတွက်ကြောင့်ဒီတော်လန်ရေးထဲမှာလူထုပါဝင်မှုနဲ့ကျွန်တော်လူသားအရင်းမြစ်ဆိုတဲ့ဟာကလည်းကျွန်တော်တို့ရေရှည်လိုအပ်အောင်မဲ့ဒီလိုမျိုးပေါ့နော်ဟိုဘက်ကလူတွေဆိုအကုန်လုံးအပြစ်သားပေါ့ blanketed အဲ့လိုမျိုး sanction ပုံစံမျိုးနဲ့ဆောင်ရွက်တဲ့ပုံစံမျိုးကိုကျွန်တော်တို့ NUG ကကျင့်သုံးတာထက်ဆိုင်ကျွန်တော်တို့ဘယ်လိုမျိုးပူးပေါင်းမှုနဲ့ပြန်လုပ်မလဲအခုကသူတို့ကခုနပေါ့အညိုးတေးပေါ်မှာအခြေခံတဲ့မူဝါဒနဲ့ပြဋ္ဌာန်းမှုတွေပဲသူတို့လှုပ်ထားတာကျွန်တော်တို့တွေ့ရသေးတယ်ဒီပြန်တီဆောက်ရေးအပိုင်းဆိုင်ရာပြီးရင်ဒီလူသားအရင်းမြစ်ကိုပြန်ပြီးတော့စုစည်းနိုင်ဖို့ကျွမ်းကျင်မှုတွေပြန်တီဆောက်နိုင်ဖို့နဲ့ဆိုင်တဲ့ကိစ္စအဲ့လိုမျိုးဟာမျိုးနဲ့ပတ်သက်ပြီးတော့မူဝါဒရောစဉ်းစားတာရောအခုချိန်ဒီ NUG ဘက်မှာရောဒီဘက်တော်လှန်ရေးအစုဖွဲ့တွေမှာရောထင်ထင်ရှားရှားကြည်ကြည်ပြန့်ပြန့်ကျွန်တော်တို့စူးစမ်းဖော်ထုတ်နေတာမျိုးကျွန်တော်တို့မတွေ့ရသေးဘူးအဲ့ဒါတွေကကျွန်တော်တို့အရေးတကြီးဖော်ထုတ်ရမယ့်ဟာမျိုးအထူးသဖြင့်တော့ကျွန်တော်ခုနပြောခဲ့တဲ့အေးဥပမာလိုမျိုးပေါ့ကိုယ့်ရဲ့ဒေတာတွေအုပ်ချုပ်မှုရန်တရားနဲ့ပြည်သူ့ဝန်ဆောင်မှုရန်တရားတွေပြန်တိဆောက်တဲ့ဟာမျိုးမှာတကယ်အကျိုးရှိပြန်သုံးလို့ရမယ်မူဝါဒတွေစဉ်းစားတွေးခေါ်မှုတွေကျွန်တော်တို့အမြန်ဆုံးအကောင့်ထဲပေါ်ဖို့လိုတယ်အဲ့ခါကျတော့မှကျွန်တော်တို့ပါဝင်ပူးပေါင်းမှုအားပိုကြီးလာပြီးတော့ကျွန်တော်တို့ဒီတော်လိုင်းရေးဖက်ချမ်းမှာပို့ပြီးတော့အားတာလာစရာကျွန်တော်တို့ရှိလိမ့်မယ်မဟုတ်ရင်တော့လူတွေရဲ့ဒုက္ခဆင်းရဲကိုကျွန်တော်တို့ကပို့ပြီးတော့တီးဆောက်နေမယ်ပို့ပြီးတော့မွေးနေမယ်ဆိုရင်ဒီတော်လိုင်းရေးထဲမှာပူးပေါင်းနေနိုင်ဖို့ဆိုတဲ့ဟာလူတိုင်းအတွက်ကျွန်တော်တို့လွယ်တော့မှာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့တော်လိုင်းရေးမှာပူးပေါင်းပါဝင်မှုလွယ်နေအောင်လုပ်ပေးဖို့အတွက်ကဒီတော်လိုင်းရေးဖက်ချမ်းလူတွေရဲ့စူးစမ်းမယ်အလုပ်ဖြစ်တယ်အဲ့လိုမျိုးလွယ်နေအောင်မူဝါဒစနစ်ရန်တရားတွေကျွန်တော်တို့ဖော်ထုတ်ပေးဖို့လိုတယ်လို့အဲ့ဒါကတော့အဓိကလက်တလောလိုအပ်တဲ့လိုအပ်ချက်တွေဖြစ်ကျွန်တော်တို့မြင်လို့ရမယ်ခင်ဗျဟုတ်ကဲ့ဒေါက်တာစိုင်းကြည်သူဆိုအခုကျွန်တော်တို့ကလေးတွေပညာသင်ကြားခွင့်နဲ့ပတ်သက်ပြီးအခြေခံပြီးတော့ပေါ့နော်အခုဗတ်ပေါင်းစုံရှုထောင့်ပေါင်းစုံနဲ့အခုလိုသုံးသက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျဟုတ်ခေါ်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကိုသက်